လူတွေကမိမိတို့ရဲ့အဆင့်အတန်းလိုက်ဘဝမှာအခြေခံကိုယ်ကျင့်တရားကောင်းမှုကစပြီးမှန်ကန်တဲ့စိတ်နဲ့သဘောထားတွေထားလို့မှန်ကန်တဲ့အမြင်တွေအခြေခံပြီးမိမိတို့ဘဝမှာတန်ဖိုးမဖြတ်နိုင်တဲ့ဝိပဿနာဉာဏ်အမြင်တွေနဲ့နေထိုင်နိုင်ကြမယ်ဆိုရင်လူလောကမှာဒုက္ခပေးနေတဲ့တွေ့တာမှုဆိုတဲ့စိတ်ဆင်းရဲခြင်းရဲ့အကြောင်းဖြစ်တဲ့တဏှာရာဂတွေရောပါလို့တွေ့တာမှုတွေရောပါသမျှစိတ်သောကတွေလည်းရောပါပြီးဘဝမှာစိတ်ဆင်းရဲမှုမရှိဘဲနဲ့ချမ်းသာကြတာဖြတ်သန်းနိုင်ကြမှာဖြစ်တယ်စိတ်နဲ့သဘောထားမှန်ကန်စွာနေထိုင်နိုင်မယ်ဆိုရင်ဆင်းရဲဒုက္ခများစွာသက်သာသွားနိုင်မှန်ကန်တဲ့အတွေ့တွေကိုတွေးပြီးမှန်ကန်တဲ့အမြင်တစ်ခုရရှိပြီဆိုလို့ရှိရင်ဘဝတစ်ခုမှာကြုံတွေ့ရမယ်အကောင်းအဆိုးတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ကျော်လွှားသွားနိုင်မှာပဲဖြစ်တယ်ဘဝဆိုတာရလာရင်တော့အကောင်းလည်းတွေးမှာပဲအဆိုးလည်းတွေးမှာပဲဘဝမှာတွေးကြုံနိုင်တဲ့အရာတွေကိုလောကရန်၈ပါးလို့ခေါ်တာပဲကောင်းတာနဲ့တွေးတယ်လို့ဆိုးတာနဲ့လည်းတွေးအကောင်းဆိုးဆိုတာတွေဟာလောကမှာများစွာရှိနိုင်တော်လည်းပဲမြတ်စွာဘုရားကလူတွေတွေးကြုံများတဲ့အကောင်းဆိုးအကောင်း၈မျိုးအဆိုး၈မျိုးကိုခွဲခြားပြီးတော့လောကသဘာဝအနေနဲ့ဟောကြားခဲ့တာရှိတယ်ပေါ့အလုံးသိကြတဲ့အတိုင်းလာဘောအလာဘောကိုလိုချင်တာရရှိခြင်းနဲ့ကိုလိုချင်တာမရရှိခြင်းကိုလိုချင်တာရနေပြီဆိုရင်လူတွေကစိတ်ချမ်းသာကြတယ်ကိုလိုချင်တာမရဘူးဆိုရင်စိတ်ညစ်ကြပြန်ရမှုမရမှုပေါ်အကြောင်းပြုပြီးတော့စိတ်ကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့တိမှတ်တော်မှငြိမ်းချမ်းမှုကိုရနိုင်တယ်ရတာကိုအကြောင်းပြုပြီးတော့ပျော်ရွှင်မှုမရတာကိုအကြောင်းပြုပြီးစိတ်ဆင်းရဲမှုဆိုတာလူတွေအနေနဲ့စိတ်ထဲမှာခံစားကြရတာဖြစ်တယ်ပေါ့အဲ့ဒီခံစားမှုတွေမဖြစ်ရအောင်ရမှုနဲ့မရမှုကိုဖြစ်အောင်မဖြစ်အောင်မြတ်စွာဘုရားဟောတာမဟုတ်ဘူးဘဝတွေးကြုံလာလို့ရှိရင်ကိုလိုချင်တာရတာလည်းရှိမှာပဲမရတာလည်းရှိမှာဒါရင်မကဘူးရသောအရသောအချမ်းရံရှိတဲ့အခါရှိမယ်ကိုတယောက်တည်းနေရတဲ့အခါရှိမယ်ချမ်းရံကင်းမဲ့တဲ့အခါရှိမယ်နေတပတန္တာကိုယ်ကဲ့ခါရတဲ့ကိုယ်ကဲ့ခါရတဲ့အခါရှိတယ်ချီးမွမ်းခံရတဲ့အခါရှိမယ်ဒုက္ခဒုက္ခဘဝမှာအစဉ်ပြေလို့ကိုယ်ချမ်းသာစိတ်ချမ်းသာရတဲ့အခါရှိတယ်အစဉ်ပြေတဲ့အခါကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ကြရတယ်ဒါဟာဘဝရဲ့ဒီအရသာလို့ပြောခြင်းပြောဖို့ဘဝမှာကြုံတွေ့ရတဲ့မတည်ငြိမ်တဲ့ဘဝရဲ့လှိုင်းလုံးတွေလို့ပြောလို့ရတယ်ပင်လယ်ထဲသွားလို့ရှိရင်တော့ပင်လယ်ထဲကလှိုင်းလုံးတွေကြောင့်တည်ငြိမ်မှုမရနိုင်ဘူးဘဝခရီးဖြတ်သန်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကိုယ်လာပြီးတော့တိုက်ခိုက်မဲ့တိုက်ခိုက်မှုတွေဟာအခုလို၈မျိုးရှိတယ်ဆိုတာကိုမှတ်သားကြရမှာဖြစ်တယ်ကောင်းတာနဲ့တွေ့တာလဲကိုယ်စိတ်ဓာတ်ကိုလာတိုက်ခိုက်ခြင်းပဲဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းကိုယ်လာရိုက်ခတ်ခြင်းပဲဖြစ်တယ်ရိုက်ခတ်ခြင်းနဲ့ကြုံလာတဲ့အခါစိတ်ကလေးကတည်ငြိမ်အောင်ဘယ်လိုထားမလဲကောင်းတာနဲ့တွေ့လို့ရှိရင်ဝန္တာအာရဖြစ်သွားပြီလာရင်ဒါလှုပ်ရှားခြင်းလို့ခေါ်တယ်မကောင်းတာနဲ့တွေ့တဲ့အခါမှာမကောင်းတာတွေကကိုယ့်ရဲ့စိတ်ကိုရိုက်ခတ်လာတဲ့အခါမှာလှုပ်ရှားရင်းရိုင်ပြီးတော့ဘဝကြီးကိုအရှုံးပေးခြင်းလောက်အောင်သိခြင်းလောက်အောင်ဖြစ်သွားတာမျိုးတွေဒါရိုက်ခတ်မှုပဲခေါ်တယ်အဲ့ဒါလို့အကောင်းနဲ့ဆိုအကြောင်းနဲ့အကျိုးဘဝရဲ့အတွေ့အကြုံတွေကိုကြုံတွေ့တဲ့အခါမှာ
ဘယ်လိုထွက်ပေါက်ရှာမလဲအကောင်းတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲအဆိုးတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲဆိုတာမြတ်စွာဘုရားကရှင်းရှင်းလေးစဉ်းစားပုံစဉ်းစားနည်းကိုပေးထားတာဖြစ်တယ်အကောင်းတွေ့လာတဲ့အခါမှာလေအေးမင်းသိဝမ်းမသာနဲ့ဒါအမြဲတွေ့နေမှာမဟုတ်ဘူးတွေ့တဲ့အခါတွေ့မှာပဲကောင်းတွေ့တာဟာထာဝရမဟုတ်ဘူးတခဏတာများတာဖြစ်တယ်ဝမ်းသာအားရဖြစ်ပြီးစိတ်ကြီးဝင်နေလို့အလကားပဲနော်အကောင်းပေါ်မှာကောင်းတယ်လို့သိပြီးကောင်းတဲ့ကိုအကြောင်းပြုပြီးကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့ပဲအများရအောင်ကြိုးစားမယ်ဆိုတဲ့နှလုံးသွင်းမှုနဲ့ကောင်းတဲ့အာယုံရဲ့ရိုက်ခတ်မှုကိုဒီလိုစဉ်းစားပြီးတော့ဖယ်ထုတ်စိတ်တည်ငြိမ်မှုကိုရယူပါမှာဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းပဲအေးမကောင်းမှုဆိုတာလည်းထာဝရမဟုတ်ဘူးခိတ္တခဏကြုံရတဲ့သဘာဝတရားတစ်ခုမျိုးသာဖြစ်တယ်မကောင်းတာနဲ့တွေ့လို့စိတ်ဓာတ်ကျနေလို့ရှိရင်ပိုဆိုးမှာပေါ့မကောင်းတဲ့အာယုံကတစ်ခုစိတ်ဓာတ်ကျသွားတာတစ်ခုဆိုတော့အဆုံးရှုံးမယ်တစ်ဖက်စလုံးဆုံးရှုံးမှာဖြစ်တယ်အဲ့တော့စိတ်ဓာတ်ကျတာဟာအဖြေမဟုတ်ဘူးမကောင်းတာဆိုတာလည်းခဏပဲဖြစ်တယ်ဘာကြောင့်မကောင်းတာဖြစ်ရတယ်လဲကောင်းတာကိုဘယ်လိုရအောင်ကြိုးစားရမလဲဆိုတဲ့အတွေးတွေနဲ့မကောင်းတာကိုလည်းဖယ်ရှားပြလို့ရတယ်အဲ့ဒီလိုမှမဟုတ်ပဲနဲ့ဖြစ်ရလေခြင်းရင်ဘတ်စီတီအဆိုးနဲ့တွေ့တဲ့အခါဖြစ်ရလေခြင်းကောင်းနဲ့တွေ့တဲ့အခါငါမငါနော်ဘဝင်မြင့်သွားတာမျိုးအဲ့ဒါမျိုးတွေမဖြစ်ရအောင်မြတ်စွာဘုရားကမမြဲတဲ့သဘာဝတရားနဲ့ခုခံရမယ်လို့သူတို့ပြောတယ်တည်ငြိမ်အောင်ထားလိုက်မမြဲတဲ့သဘောဆင်ញင်လိုက်ရင်ရောကြသွားမှသိချတယ်လောကကြီးကပဲရမှမမြဲဘူးအလုံးကတခဏလေးအတွင်းတွေ့ရတာလေးပေါ်မှာတမက်တမောလည်းဖြစ်မနေနဲ့စိတ်လည်းညစ်မနေနဲ့နော်ဘယ်အခါနဲ့ပဲတွေ့ငါအမျက်ထွက်အောင်ဘယ်လိုလုပ်မလဲဘယ်လမ်းကြောင်းကသွားမလဲဆိုတာကိုယ့်ကိုစဉ်းကျင်စဉ်းစားပြီးလှုပ်ရှားရိမ့်ရိုက်မှုမဖြစ်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ကိုတည်ဆောက်အောင်ပဲဖြစ်တယ်အဲ့ဒါလိုတည်ဆောက်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့လောကရန်ကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေမလုပ်ကြတော့ဘူးကောင်းတဲ့လောကရန်နဲ့တွေ့လို့အကုသိုလ်တွေလုပ်တယ်ဆိုတာမာနတွေတက်လာတာအကုသိုလ်ငါမငါဆိုတဲ့မာနတက်လာမာနတက်လာပြီးတဲ့အခါလူဆိုတာကိုယ့်ကိုထင်ကြည့်လာတဲ့အခါတစ်ဖက်ကိုလှမ်းကြည့်သေးတာဒီလူတွေငါတော့ကံမကောင်းပါဘူးဆိုပြီးတစ်ဖက်သားကိုလည်းပဲနှိပ်ကွက်ခြင်းနဲ့စိတ်ပေါ်လာငါအဆင်မမိပါဘူးဆိုပြီးတော့ဒီလိုအတွေးတွေလည်းတက်လာပြီးတော့လေးစားရမယ့်ပုဂ္ဂိုလ်လည်းပဲမလေးစားဘူးအထင်သေးမှုတွေနဲ့ဆက်ဆံလာတယ်အပြောဆိုတွေမောက်မှလာတယ်အဲ့ဒါကောင်းစားခြင်းရဲ့ရိုက်ခတ်မှုကိုမခံနိုင်လို့ရှိရင်မကောင်းတဲ့အလုပ်တွေဆက်လုပ်မိသွားတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီအတွေးတွေးလိုက်တာနဲ့မာနအတွေးတွေးလိုက်တာနဲ့မင်္ဂလာတရားရဲ့ဆန့်ကျင်ဘက်ဖြစ်သွားပြီမင်္ဂလာတရားမှာဂါရောစနိဝတောစတန်တုဋ္ဌိစအဲ့ဒီမှာဂါရောတို့နိဝတဘယ်သူပေါ်မှာအထင်သေးခြင်းဆိုတာမလုပ်ရဘူးဆိုတာအဲ့ဒီမင်္ဂလာတရားလည်းကိုယ်မှာပျက်စီးသွားတယ်ဒါကြောင့်မလို့ကောင်းတာနဲ့တွေ့ရင်လည်းပဲဘဝင်မြင့်ပြီးတော့စိတ်အားတွေနှင်းကတက်ကြသွားတာမျိုးမဖြစ်စေအောင်မကောင်းတာနဲ့တွေ့တဲ့အခါကျတော့လည်းပဲလူတွေဟာစိတ်ဓာတ်တွေကြပြီးဘာလုပ်လဲစိတ်ဓာတ်ကြတဲ့အခါမှာစိတ်ဓာတ်ကြတော့မခံစားနိုင်တဲ့အခါကျတော့မူရစေဝသုံးတယ်သေရတောက်တယ်ရှားနည်းတွေနဲ့ဖြည့်ရှင်းကြတယ်စိတ်ညစ်တာမခံစားနိုင်လို့ဖြည့်ရှင်းလိုက်ပြီဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေကအကောင်းမလာတော့အဆိုးတွေကြီးပဲလား
တခါနောက်ဆုံးမှာအောက်တန်းနောက်တန်းကြတဲ့အနေအထားမျိုးကိုကြာရှည်မခံစားနိုင်ဘူးသေတော်မ၏အော်ကောင်းဤဆိုကိုယ့်ဘာကိုယ်တရားပေါ်ခုံချတာတို့တိုက်မြင့်ကြီးတွေပေါ်ခုံချတာတို့စူးစိုက်လုပ်တဲ့အလုပ်တွေလည်းလုပ်ကြပြန်အဲ့ဒါတက်ကိုယ့်ရဲ့ဘဝတန်ဖိုးပျက်စီးသွားအောင်ဖြတ်စည်းပစ်တာပဲဖြစ်တယ်ပေါ့တန်ဖိုးရှိတဲ့လူဘဝရဖို့ဆိုတာမတတ်မှခဲနားလာတဲ့လူဘဝကိုမကောင်းမှုနဲ့အဆုံးသတ်လိုက်တယ်အဆုံးသတ်လိုက်တဲ့အခါမှာကောင်းရသူတွေဘုံရောက်ဖို့လွန်ခဲရင်သွားပြီဆုံးရှုံးမှုတွေအများကြီးဖြစ်သွားတယ်ဒါကြောင့်မို့လို့အကောင်းနဲ့တွေ့အဆိုးနဲ့တွေ့ကိုယ့်ကိုထိမ့်သိမ်းဆော့ရှော့အောင်ကိုယ်စိတ်ကိုတိမှတ်တော်မှန်နေအောင်လုပ်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒါဟာတကယ်လက်တွေ့ကြတဲ့အဆုံးအမတရားဒီတဲ့အစစ်မြင့်မြင့်ချွတ်တင်ပြီးတော့ပြုပြင်ထားလို့လည်းရတယ်။ဘာလဲဆိုရင်ဝိပဿနာတရားကိုချွတ်တင်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်ထားရင်ဘယ်လောကရန်နဲ့ပဲလာခဲ့လောဘနဲ့လည်းစဉ်းစားမှာမဟုတ်တော့ဘူးဒေါသနဲ့လည်းစဉ်းစားမှာမဟုတ်ဘူးကောင်းတဲ့နဲ့တွေ့ရင်လောဘအတွေးတွေဝင်တယ်မကောင်းတဲ့နဲ့တွေ့လို့ရှိရင်ဒေါသအတွေးတွေဝင်အဲ့ဒီလောဘဒေါသဖြစ်နေခြင်းဟာမောဟကြောင့်ပဲဒီလိုဆိုလို့ရပေါ့နော်အခုလိုမှန်ကန်စဉ်းစားလိုက်တဲ့အခါမှာလောဘလည်းဖြစ်မလားဒေါသလည်းဖြစ်မလားတော့မောဟအသိဉာဏ်နဲ့ကာလိုက်တယ်လို့ခေါ်တာပေါ့နော်အသိဉာဏ်နဲ့ကာလိုက်သည့်အတွက်ကြောင့်ဘလောက်ပဲဒီလှိုင်းလုံးကြီးတွေကြီးပါစေထိုလှိုင်းလုံးကြီးပေါ်ကကြော်ဖြတ်ပြီးသွားနိုင်တဲ့အနေအထားမျိုးကြိုးစားရမှာပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အနှောင့်အယှက်မဖြစ်ဘူးလို့ဒီလိုဆိုလို့မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေဟာလူတွေရဲ့စိတ်ဓာတ်ရင့်ကျက်မှုကိုယ်ကျင့်တရားကောင်းမွန်မှုဒါတွေကိုအခြေခံထားပြီးတော့ဟောကြားလို့ဓမ္မပဒဒေသနာတော်တွေကိုနာယူမှတ်သားကြည့်ကိုယ့်အတွက်ဘဝသင်္ကန်းစာတွေအများကြီးရလိမ့်မယ်တွေးစရာတွေစဉ်းစားစရာတွေအများကြီးပေးထားတယ်မြတ်စွာဘုရားထိုတွေးစရာစဉ်းစားစရာတွေဟာဘဝနဲ့ဆက်ဆက်ပြီးတော့တွေးရတာဖြစ်သောကြောင့်မှန်ကန်တဲ့အတွေးတွေသာဖြစ်တယ်ပေါ့သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးရှိမှသမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ဆိုတာဖြစ်နိုင်တယ်ဒါကြောင့်မို့မှန်ကန်တွေးတတ်ဖို့မြတ်စွာဘုရားဟာလမ်းညွှန်မှုပေးခဲ့တာဖြစ်တယ်ပေါ့အေးဒီကနေ့မှတ်သားရမယ်ဓမ္မပဒဒေသနာတော်တစ်ပုဒ်ကိုစတင်နားထောင်ကြည့်ပုပ္ပာနိဟေဝပစိနန္တံပုပ္ပာနိဆိုတာပန်းဥယျာဉ်နဲ့သွားပြီးတော့အလှပန်းနေစိုက်ပျိုးထားတဲ့ပန်းဥယျာဉ်ကြီးတစ်ခုထဲရောက်တဲ့အခါဟိုပန်းညုံကြည့်လိုက်လေဒီပန်းလေးကလှလိုက်တာဟိုပန်းညုံကြည့်ပြန်တော့လေဟိုပန်းလေးကလှလိုက်တာအလှပန်းနေမျိုးစုံအောင်စိုက်ပျိုးထားတဲ့ဥယျာဉ်ကြီးထဲရောက်သွားလို့ရှိရင်လူတွေဟာဘယ်ပန်းကလှတယ်ဆိုတာရွေးချယ်မိနေမှာဒါသွားဝပဲဖြစ်တယ်ပန်းမျိုးစားပေါင်းထောင်သောမကပြထားတယ်မကြခင်ကကျင်းပသွားတယ်ပြင်ဦးလွင်ကပန်းပွဲတော်ကြီးများသွားကြည့်လိုက်မယ်ဆိုရင်နော်သွားကြည့်လိုက်လို့ပန်းပွဲတော်များရောက်သွားမယ်ဆိုရင်အလှပန်းတွေကကြည့်လို့မဆုံးနိုင်တော့လောကမှာအလှပန်းတွေရှိဘဝရထားတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲတန်တရားဘဝထဲမှာလှပတဲ့ပန်းဥယျာဉ်ကြီးတစ်ခုထဲရောက်တယ်လို့ရွေးချယ်စရာတွေနဲ့ကြုံတွေ့နေကြတာရွေးချယ်နေကြတာပဲလူဘဝဟာပန်းဥယျာဉ်ကြီးတစ်ခုနဲ့လာသရံတူတယ်ပန်းမျိုးစုံနဲ့ပန်းဥယျာဉ်ကြီးနဲ့တူတယ်လို့တင်စားပြီးဟောထားတဲ့တရားဒါနော်ပုပ္ပာနိဆိုတာပန်းနေပစိနန္ဒဆိုတာကိုကြိုက်တဲ့ပန်းလေးရွေးချယ်ပြီးတော့ခူးတာနော်ပန်းတွေကိုရွေးချယ်တယ်ဆိုခူးတယ်အဲ့ဒီပန်းနေရွေးချယ်ဆွခုနေသလိုလူတွေဟာနေ့စဉ်နဲ့အမျှအာယုံ6ပါးကိုနှစ်သက်ရာတွေကိုရွေးချယ်ပြီးတော့ခံစားနေကြတာဒါသဘာဝပဲမျက်စိကလှတဲ့ပါတဲ့ရှုခင်းနေသို့မဟုတ်ကိုမျက်နှိုးတဲ့အရာတွေကြည့်တယ်ရွေးချယ်တယ်မြင်ကွင်းထဲမှာရောက်လာတဲ့ဟာနောက်ဆုံးမှလူချင်းနဲ့သူကလှတယ်သူကမလှဘူးရွေးချယ်တာပဲလေ
tàn cha rồi lại về bây giờ ta chiến rồi con này bây giờ tàn con này rồi tàn dưới trẻ đẹp vậy anh năng cha rồi lại về năng lấy à mũi để về năng à tên này dưới trẻ đã vậy đi anh ra ta rồi lại bố dưới trẻ cha và mà thằng ấy này mà cao đó Korea thằng ấy này Japan thằng ấy này anh ra ta đi dưới trẻ cha đãပြောပါလေအတိနာမျိုးစုံရတာမျိုးစုံရွေးချယ်နေကြတာပန်းဥယျာဉ်ထဲမှာပန်းနေလိုက်ခူးနေတာနဲ့မတူဘူးလားလို့ဆိုတူးနေတယ်လူလောကမှာရွေးချယ်နေကြတာလေစူပါမားကတ်ကြီးတွေဝင်သွားရင်လိုချင်တဲ့ပစ္စည်းတွေပြည့်အထက်ဆိုင်တန်းဝင်သွားရင်အထက်ဆိုင်တွေထဲတွေတွေ့မှာအဲ့ဒါလို့မားကတ်ကြီးတစ်ခုတည်းရောက်သွားတဲ့အခါမှာရွေးချယ်စရာတွေကိုလိုက်ပြီးတော့ရွေးချယ်လို့ဒါလေးကလည်းကောင်းလိုက်တာဟိုကလေးကလည်းကောင်းလိုက်တာနဲ့ရွေးနေမှာပဲရွေးလို့အမရဘူးကာမဂုဏ်အာယုန်တွေကိုဒီလိုပဲရွေးချယ်ပြီးတော့ရွေးချယ်ရင်းနဲ့ပဲဘဝမှာနော်ဆုံးသက်သွားကြတာဟုတ်လူဘဝမှာစဉ်းစားကြည့်ဖို့ရွေးချယ်လို့ပြီးသလားဆိုမပြီးဘူးတခဏရန်နာတာကိုအပြီးလို့ပြောလို့မရဘူးနော်အေးရွေးချယ်မှုကရှိနေမှာပဲအဲ့ဒါကိုဥပမာနဲ့မြတ်စွာဘုရားဟောတာပုပ္ပာနိဟေဝပုပ္ပာနိဟိပုပ္ပာနိဧဝပစိနန္တပန်းတွေကိုရွေးချယ်နေသလိုပဲတဲ့ကာမဂုဏ်အာယုန်တွေကိုလူတွေဟာရွေးချယ်နေကြတယ်ရွေးချယ်တာမှစိတ်အားတက်ပြီးတော့တကယ်ကိုမျက်မျက်နှုံနှုံရွေးချယ်တာဖြစ်သောကြောင့်ဗျာတတ္တမာနတဗျာတတ္တဆိုတာတခုတည်းနဲ့ကြိုက်တာမဟုတ်ဒါလေးလည်းကြိုက်တယ်ဟိုဟာလေးလည်းကြိုက်တယ်နော်ဒီအစဉ်လေးကလည်းပိုကြိုက်တယ်ဟိုအစဉ်လေးကလည်းပိုကြိုက်တယ်ဒါဟင်းစားရတောင်တစ်ခွက်တည်းဘယ်သူမှမစားဘူးလေဒီဟင်းလေးကလည်းကောင်းတယ်ဟိုဟင်းလေးကလည်းကောင်းအချိုလေးပါတော့အငံလေးလည်းပါအောင်ပါအခါလေးလည်းပါအောင်ပါဆိုလူတွေဟာတစ်ခုနဲ့ကျင့်တတ်နိုင်တာမဟုတ်ဘူးရွေးချယ်အဲ့ဒါကိုဗျာတတ္တလို့ခေါ်တယ်ဟိုဟာလည်းလက်မလွတ်နိုင်ဘူးဒါလည်းလက်မလွတ်နိုင်ဘူးအကောင်းတွေအကုန်မှန်သမျှကြိုက်တယ်အဲ့ဒီလိုအကောင်းတွေခြိုက်ပြီးကောင်းလို့ရရွေးချယ်နေတုံးပြုံးငနဲ့ဘာဖြစ်တတ်လဲအတိတ်တံယေဝကာမေတုကိုလူချင်းစရာအာယုန်တွေကိုနော်ရယူလို့ခံစားလို့ရွေးချယ်လို့မပြီးခင်မှာဘာဖြစ်လဲအန္တကောခုရုတေဝတံတေမင်းကကိုယ်ခေါ်သွားတယ်ဒါလူဘဝတတ္တလောကကြီးရဲ့ဘဝတစ်ခုကိုသရုပ်ဖော်ပြီးတော့ဟောထားတာဖြစ်တယ်လူတွေကကာမဂုဏ်အာယုန်တွေကိုရွေးချယ်ခံစားလို့အာမရခင်ပဲသွားကြပြန်ပြီဒီလိုဆိုလို့ရပေါ့နော်သွားကြတယ်ဘာနဲ့သွားတာတော့အစီရင်နဲ့လည်းသွားတယ်ယောဂနဲ့လည်းသွားလောကမှာတေးစရာအကြောင်းအရာတွေကအလုံးကိုပေါ်တာတစ်ခုပေါ်လာလိုက်ရင်တစ်ခုပေါ်တယ်ကားမရှိခင်ကကားတိုက်လို့တေးတယ်ဆိုတာမရှိဘူးခုကားပေါ်လာတော့ကားတိုက်လို့လိမ်မြန်မရှိခင်ကလိမ်မြန်ပြက်ကြလို့တေးတယ်ဆိုတာမရှိဘူးခုလိမ်မြန်ရှိတာတော့လိမ်မြန်ပြက်ကြလို့တေးပေါ်လာတာတွေအလုံးဟာတေးစရာတွေကြီးပဲအကုန်လုံးဖြစ်လာလူတွေအတွက်အသက်ဆုံးရှုံးမှုရာတွေဖြစ်လာတယ်ပေါ့နော်အေးတိုင်းပြည်ကြီးတွေမရှိခင်တော့ကမီလောင်လို့တရားတယ်ဆိုတာလွန်ရှားလိုက်မယ်မြေကြီးပေါ်ကတ်နေတာပြေးဖို့လွှားဖို့လွယ်တယ်တိုင်းပြည်ကြီးတွေကျတော့ဆင်းပြေလို့မရဘူးသိစရာများတယ်သိကျင်တဲ့ပုဂ္ဂိုလ်အထက်ကလည်းပဲအမြင့်ကနေခုံချလို့လွယ်လာပြီတရားတွေမရှိခင်ကတရားပေါ်ကခုံချတာတော့မရှိဘူးရေကဘာကခုံရင်ခုံမဲ့သူတရားတွေရှိလာတော့တရားပေါ်ကခုံချတယ်ဆိုတော့သိစရာတွေကကြမ်းဖန်ပြီးတော့လောကမှာပေါ်လာဘဝတစ်ခုကိုဆုံးသက်တတ်တဲ့သိခြင်းတရားကိုအန္တကောလို့ခေါ်တယ်အန္တံကရောတိတိအန္တကောဘဝတစ်ခုကိုဆုံးသက်တာအဲ့ဒီအဆုံးသက်တဲ့သိမင်းကလူတွေကိုခေါ်ယူသွားလိုက်တယ်လို့သူတို့ဆိုတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားဟောကြားလို့ရင်အဆုံးမစကားလေးကဘာတော့ကာမဂုဏ်အာယုန်တွေပန်းဥယျာဉ်နဲ့သွားပြီးပန်းမွင့်လေးတွေရွေးချယ်နေတုံးပဲကာမဂုဏ်ရွေးချယ်နေသလိုကာမဂုဏ်အာယုန်တွေကိုရွေးချယ်ပြီးတော့
ခံစားလို့မဝတဲ့အချိန်လေးမှာဟောအားရတယ်လို့မရှိဘူးအားမရခင်လေးမှာတေမင်းကကိုခေါ်သွားတယ်တရားဝါတွေကိုခေါ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောအဲ့တော့ဘဝကြီးဟာဒီတိုင်းပဲကိုယ့်ကိုဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်ဘယ်နည်းသိမယ်မသိဘူးဆိုတော့ဘယ်သူမှသိလို့မရဘူးသိခြင်းနဲ့ချက်ချင်းပါနော်သိခြင်းနဲ့ချက်ချင်းဒီရန်ကုန်မှာထမရဲ့ယနခါတော်ကဖြစ်သွားတယ်သားမိ2ယောက်ဟောသမီးလေးကအောက်ဆင်းပြီးရှေ့ကစီးရကနေနောက်အမေဘက်ကိုသွားမလို့ကားပေါ်ကနေဆင်းလိုက်နောက်ကားတစ်စီးကမောင်းပြီးတော့ပါသွားလေကပ်ပြီးတော့ကားပေါ်ကဆင်းငါရှိသေးတယ်အဲ့ဒါကားတိုက်ပြီးတည်သွားတယ်ပြောလို့ဘယ်ဟာမှမရနိုင်ဘူးပေါ့ချက်ချင်းဘဝအဆုံးသတ်သွားကြတယ်အဲ့ဒီလိုပဲကိုမျောလင့်တာမဟုတ်ဘဲနဲ့လည်းပဲဆုံးသတ်သွားတယ်မျောလင့်ထားတဲ့ဝေဒနာနဲ့လည်းသိချင်မှသိတယ်လောကမှာဘယ်လိုသိမယ်ဆိုတာဘယ်သူမှသတ်မှတ်ထားလို့မရဘူးသတ်မှတ်လို့မရတဲ့အရာ5မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်စီဝိတမင်းအသက်ဘယ်လောက်ရှင်မယ်ဘယ်လောက်နေရမယ်ဆိုတာသတ်မှတ်ချက်မရှိဘူးဖြာတိဘာယောကနဲ့သိမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးကာလဘယ်ချိန်သိမယ်ဘယ်ခုနှစ်ဘယ်နှစ်ဘယ်လမှာသိမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးသိသွားပြန်တော့ရောကိုယ့်ရဲ့အလောင်းကိုဘယ်နေရာမှာမြုပ်နှံမယ်ဆိုတာလည်းသတ်မှတ်ချက်မရှိဘူးဟိုလိမ်ပြန်ပြက်ကြလို့သိသွားတဲ့လူတွေဟာလွမ်းသူပန်းခွေချတာတော့ပင်လယ်ထဲမှာပန်းကျဲရတဲ့အဆင့်မျိုးတွေလည်းရောက်တာလေဘယ်ရောက်လို့ရောက်တော့မှမသိတာတွေလည်းရှိတယ်အဲ့တော့ကိုယ်အလောင်းဘယ်မှာချမယ်ဆိုတာလည်းသတ်မှတ်ထားတာမရှိဘူးနောက်ဆုံးမှသိပြီးတော့နောက်ဘဝဘယ်ဘဝရောက်မယ်ဆိုတာလည်းသတ်မှတ်ချက်မရှိဘူးအဲ့ဟာသတ်မှတ်ချက်မရှိမသိနိုင်တဲ့အရာ5မျိုးလို့ဆိုလို့ပေါ့ဒါကြောင့်မသိနိုင်တဲ့အတွက်ကြောင့်မသိနိုင်ဘူးဆိုတာကြွတင်သတ်မှတ်ပြီးတော့ထိပ်ပေးထားလို့မရတဲ့အရာတွေလို့ဆိုလို့တယ်အဲ့တော့မိမိတို့ကိုယ်တိုင်ဟာ ever ready အစဉ်ထာဝရရှိနေရမယ်ကောင်းတဲ့ဘက်ကနေပြီးတော့ထာဝရ ready ဖြစ်နေရကိုယ့်ရဲ့အတွေးတွေမှန်ကန်တဲ့အတွေးနဲ့အချိန်မီကိုဟာအစဉ်သင်ဖြစ်နေတဲ့ပုံစံမျိုးစိတ်ကိုထိမ့်သိမ်းဆော့ရှော့အောင်မယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ဒီဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားဟောလိုက်တာအေးပန်းအလှတွေကိုရွေးချယ်နေတဲ့တမက်တမောကြီးပန်းအလှတွေကိုရွေးချယ်နေတဲ့ပုဂ္ဂိုလ်လိုပဲကာမဂုဏ်အာယုန်တွေကိုကိုယ်စိတ်တိုင်းကြရွေးချယ်ခံစားနေလို့အာမရခင်မှာပဲသေမင်းကခေါ်သွားတယ်ဆိုတဲ့ဒီစဉ်းစားရမယ်အချက်ကလေးတစ်ခုမြတ်စွာဘုရားသင်္ကန်းစာပေးပြီးတော့ဟောတာလက်တွေ့အနေနဲ့ဟောလိုက်တာဘာကိစ္စနဲ့ဘာကိုအကြောင်းပြုဟောတာတုံးဆိုတောဝတိမြို့မှာတန်ဃာတွေကိုအမြဲတမ်းဝကြိုးငယ်ပြုပြီးနေ့စဉ်နဲ့အမျှတန်ဃာတွေဆွမ်းဖုံးပေးတဲ့ဇရက်မှာဝေယဝိဆဆောင်ရတဲ့အမျိုးသမီးတယောက်အခုလိုနေ့မှာဝေယဝိဆတွေဆောင်ရွက်ပြီးနောက်တည့်ရက်ကျတော့ဝေယဝိဆဆောင်ရွက်တဲ့စီသူရောက်မလာဘူးရောက်မလာတော့ဒီနေ့စဉ်ဝေယဝိဆလုပ်တဲ့မျိုးသမီးပဲရောက်သွားတော့ဆိုရင်လူတွေကပြောကြတယ်အရှင်ဘုရားတို့မနေ့ကသူလောက်ကြိုက်ပြီးညနေမှာရုတ်တရက်နေမကောင်းပြီးဆုံးသွားတယ်ရုတ်တရက်နေမကောင်းပြီးဆုံးသွားတယ်ရုတ်တရက်ယောဂလည်းဆုံးသွားတယ်ဖဲလာတော့မှာတော့ဘုရားတို့လျှောက်တော့ယဟန်နေစိတ်မကောင်းဖြစ်ပြီးမြတ်စွာဘုရားလျှောက်တဲ့အခါမှာမြတ်စွာဘုရားဒီဒေသနာလေးဟောတာသူဆိုတာကိုလုံးလို့အာမရခဲ့မဲ့သွားတာပဲဘဝကိုယ်စဉ်းစားဖို့ရနော်အာမရခင်သွားမှာပဲအာရပြီဆိုတာတော့မရှိဘူးအာမရခင်သွားတာပဲလို့သူဆိုလို့အဲ့တော့သူ့အကြောင်းကဘယ်လိုဆက်ဆက်လာလဲလို့ဆိုရင်အဲ့ဒီမျိုးသမီးเนี่ยနတ်သမီးဘဝကလူဖြစ်လာတာတာဝရိန္ဒနတ်ပြည်မှာ
မာလပါရီဆိုတဲ့နတ်သားတယောက်ကသူ့ရဲ့အချမ်းရနတ်သမီး1000ရှိတယ်ဒါဝိဒနတ်ပြည်မှာပန်းဥယျာဉ်ကြီးကပန်းနေပွင့်နေတဲ့အခါမှာအပျော်အနေနဲ့လှုပ်ကြတာပေါ့နော်ကစားတဲ့သဘောပဲအပျော်အနေနဲ့လှုပ်ကြနတ်သမီး900သစ်ပင်မော်တက်ပန်းခူးအောက်ချအောက်ကနတ်သမီး900ပန်းကုန်းကုန်းပြီးတော့ပန်းကုန်းနဲ့အလှဆင်ပေးနေကြတယ်အဲ့ဒီချိန်မှာသစ်ပင်မော်တက်ပြီးပန်းခူးတဲ့ထဲကနတ်သမီးတူဟာဖြုတ်ဆိုရုတ်တရက်ကွယ်လွန်သွားတယ်နေစာရောက်သွားတက်တန်းစိတ်နတ်တွေသေးတယ်ဆိုတာအလောင်းကြံရတာမဟုတ်ဘူးမိတော့ကလေးငြိမ်းသွားသလိုဟုတ်ဆိုပြောက်သွားတယ်။ဘာကြောင့်အဲ့လိုငြိမ်းတာတော့ဆိုသူတို့ခန္ဓာကကမ္မစာယုတ်တွေကများတယ်ဥဒုဇအာဟာရဇယုတ်ကနည်းနည်းပါးပါးလေးပဲရှိအကောင်းထဲမရှိတော့နော်ကောင်းတယ်မရှိဘူး။ဘာနဲ့ဥပမာတူတော့ဆိုရင်ဒီဖယောင်းဟာအရေးပြောသွားပြီးမီးလောင်သွားရင်ဘာမှမရှိတော့တယ်လို့ပေါ့နော်။မီးလောင်လွယ်တဲ့ပစ္စည်းတစ်ခုကပြတောင်မကြံဘူးဟုတ်ဆိုလောင်သွားတဲ့သဘောမျိုး။သူခန္ဓာကိုယ်ကအဲ့လိုတိမ်မွေးသည့်အတွက်ကြောင့်သိခြင်းတရားနဲ့ကြုံလိုက်တဲ့အခါဟုတ်ခနဲ့မီးတော့ကလေးငြိမ်းသွားတယ်လို့သိသွားတာ။သိသွားပြီအဲ့ဒီလူပြည့်သွားပြီလူသွားဖြစ်တယ်ဖြစ်လိုက်တာနဲ့သူဘယ်ကလာတယ်ဆိုတာသူမှတ်မိနေလူများဟာသေသွားလို့ရှိရင်သူကသေတဲ့လူတွေဟာတော်တော်များများဆိုတာဟိုဥပပပဋိသရေလို့ခေါ်တဲ့ချက်ချင်းပြန်မွေးတဲ့ပဋိသရေမျိုးဆိုရင်သူဘယ်ကလာတယ်ဆိုတာသိတယ်အဲ့တော့လူဘဝရောက်တယ်ဆိုတော့ကိုလနေဆက်လက်ဖွားစွာလို့မိခင်ဝမ်းထဲမှာနေရထိုင်ရတဲ့အခါမှာအဲ့ဒီချိန်မှာတတိတွေမေ့သွားတယ်။ဘာလို့လဲဆိုရင်အမောင်တိုက်ခန်းကြီးထဲမှာလှောင်ပိတ်ထားလိုက်တဲ့အနေအထားမျိုးလိုဖြစ်သွား။သေလိုက်တဲ့အချိန်မှာအမောင်ဝမ်းထဲရောက်သွားပြီးတော့ဘာမှမမြင်ရတော့ဘဝနဲ့ဆက်ဆက်ပြတ်ပြီးတော့အဲ့လိုနေရတဲ့အချိန်က9လ10လ9လကြီးဆိုသူကပြတ်သွားတယ်။သို့တော့မွေးဖွားလာလို့အလင်းပြန်ရလိုက်တာနဲ့တပြိုင်နက်အိယာကနိုးလာတယ်လို့သူပဲဘဝလာတယ်ဆိုတာပြန်တတိရတာကိုဇာတိတ်တရာလို့ခေါ်တယ်အဲ့ဒါကိုဗမာပြည်မှာတော့လူဝင်စားလို့ပြောကြတယ်ခါတဲ့လူဝင်စားတိုင်းတော့ပြန်တတိမရအောင်နော်သူကပြန်ပြီးတော့တတိရတယ်သူပဲကလာတာလဲဆိုတာကိုပြန်ပြီးတော့တတိရလိုက်တယ်အိယာကနိုးထတယ်လို့သူကနတ်သမီးဘဝသေးလာတယ်ဆိုတာမှတ်ရတယ်ခေါင်းထဲမှာအကုန်လုံးပေါ်လာတယ်ပေါ်လာတဲ့အခါမှာသူသိတတ်တဲ့အရွယ်အားစပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်ပြီးရင်အဲ့ဒီကိုပဲပြန်သွားခြင်းနဲ့စိတ်ကအဲ့ဒီကိုပဲပြန်သွားဖို့ဆုတောင်းတယ်ကုသိုလ်ကောင်းမှုတွေကြိုးစားလုပ်တယ်ငယ်စဉ်ကလေးကကြိုးစားလုပ်ရင်းကနေအသက်အရွယ်ရောက်လာတဲ့အခါဒုဘဝရောက်တော့လေအိမ်အောင်ကြတယ်ပေါ့အိမ်အောင်ကြပြီးအိမ်အောင်နဲ့ကလေး4ယောက်ရသည့်ထီအောင်အသက်အရွယ်တော့မဖော်ပြဘူးကလေး4ယောက်ရပြီသူဟာတရားတန်းမှာဆိုတော့အသက်တရားနှီးပါလူလောကမှာနေသွားပြီအဖွားကြီးဖြစ်သွားမှာပေါ့လေအဲ့ဒါလို့မိသားစုဘဝနဲ့နေသွားနေသမျှကုသိုလ်ကောင်းမှုတွေလှုပ်တိုင်းသူကအတိတ်ဘဝအတိုင်းပဲပြန်ဖြစ်ချင်တယ်ဆုတောင်းတယ်နှုတ်ကနေဖွင့်ပြီးတော့ဆုတောင်းတယ်အဲ့ဒါလို့ဆုတောင်းပြီးရုတ်တရက်သေဆုံးသွားတဲ့အခါကျတော့သူကအဲ့ဒီနတ်ပြည်ပဲပြန်ရောက်ပြီးသူပန်းခူးတဲ့နေရာမှာပဲပြန်ရောက်သွားဘွားကနဲ့ပေါ်လာတဲ့အခါကျတော့မာလဘာရိနတ်သားမေးတယ်ခုနဘယ်သွားလိုက်တာလဲခုနတော့ပျောက်သွားတယ်မြင်ခွင့်ဘယ်သွားတာတော့ဆိုသူသေသွားတာတဲ့သေပြီးလူပြေရောက်သွားတယ်လူပြေရောက်ပြီးတော့တဲ့အိမ်တော်ရင်သားကြပြီးတော့ကလေး4ယောက်ဖွားပြီးအသက်အရွယ်ကြီးလို့ကြီးတဲ့အရွယ်မှာသူသေဆုံးလာခဲ့တယ်လို့သူပြောတယ်အဲ့တော့နတ်သားမေးတာဟဲ့လူတွေဟာဒီလောက်ထိအသက်တိုလားဆိုတိုတာပေါ့တဲ့လူတွေကဒီလောက်ပဲအသက်ရှိအဲ့တော့စဉ်းစားကြည့်နေလူပြေမှာအနှစ်တရာသည်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်သူကအသက်တရာမနေရသေးဘူးဆိုရင်တခဏလေးလောက်ပဲရှိမှာပေါ့အနှစ်တရာမှာဟိုကတရက်ဆိုအဲ့ဒီအတွင်းမှာပဲသေဆုံးသွား
ဒါဖြင့်လူတွေဟာပြောနိုင်ကြရဲ့လားဆိုတော့မလီမအိုတော့မဲ့ပုံမသေးတော့မဲ့ပုံလူတွေဟာပြောနေကြတယ်တဲ့ဒါစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မယုံနိုင်စရာလို့ပြောကောင်းပြောနိုင်တော့လည်းပဲစဉ်းစားကြည့်လေချင်းကလေးတွေဖြုတ်ကလေးတွေရဲ့တက်တံဘယ်လောက်ကြာအမှန်တမ်းနဲ့တူတဲ့လူတွေနဲ့ဆိုင်ကြောင်ကလေးတွေခွေးလေးတွေဆိုလဲအမှန်တမ်းတူတောင်ရတယ်အဲ့တော့အသက်တူတယ်ဆိုတာလူတွေနဲ့တိရစ္ဆာန်တွေနဲ့အသက်ကဒါကွာခြားအဲ့ဒါလိုပဲနတ်တွေနဲ့လူတွေလည်းပဲဒါကွာခြားတော့တခဏအတွင်းလေးမှာလူဘဝဖြစ်ပြီးတခဏအတွင်းလေးပြန်သိလာတယ်ဆိုအထိပဲရောက်တော့တတ်တယ်အဲ့ဒီဇလန်းလေးမှာယဟန်တွေကဒီမျိုးသမီးမနေ့တုန်းကမနေ့တုန်းကမှတန်ဃာရဲ့ဝေယဝိဆာလုံးနေတယ်နောက်တည့်ကျတော့သူမရှိတော့ဘူးလို့ကြားတယ်ဘဝဆိုတာတူတုံးလှကြီးလားမြန်လှကြီးလားလို့ဆိုတဲ့အကြောင်းကိုအကြောင်းပြုပြီးမြတ်စွာဘုရားဒါဟောတာဒီကာလလေးဘဝသင်္ကန်းတော့ပေးတယ်ပုဗ္ဗာနိဟေဝပစိနန္တံဗျာတတ္တမာနတံနရံတမက်တမောစိတ်ဓာတ်ကိုဆွဲဆွဲမဲ့မဲ့နဲ့ပန်းဝရင်နဲ့ကပန်းတွေကိုရှားပွေးနေတယ်လို့ရှားပွေးပြီးတော့ရွေးချယ်နေတယ်လို့ကာမဂုဏ်အာယုန်တွေကိုရွေးချယ်လို့ခံစားလို့အာမရခင်မှာပဲအတိတ်တန်ယေဝကာမေတုအာမရခင်မှာပဲခံစားနေတဲ့ပုဂ္ဂိုလ်အနကောခုရုတေဝတံသိမင်းကသူ့အလိုတိုင်းဆောင်ယူသွားတယ်ဆိုတဲ့ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟောတာပြီလို့ဒီဒေသနာတော်မှာကိုယ့်အတွက်ဘဝသင်္ကန်းစာဘာယူရမှာလဲလို့ဆိုရင်တို့တွေဟာဒုတက်တံဘယ်တော့မှထာဝရမဟုတ်ဘူးအမတန်တို့တောင်းတဲ့တက်တံလေးအတွင်းမှာတို့တွေကောင်းတာတွေမလုပ်လိုက်ရလို့ရှိရင်တန်ဖိုးရမှာမဟုတ်ဘူးကာမဂုဏ်အာယုန်နေတဲ့မမောနေပြီတဏှာရာဂတွေနဲ့ပဲအချိန်ကုန်နေမယ်ဆိုရင်တို့တွေဘာတစ်ခုမှအမြတ်ရမှာမဟုတ်ဘူးကုသိုလ်တရားတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်ဆိုတဲ့အသိစိတ်ကလေးဝင်ပြီးတော့ကောင်းတဲ့အလုပ်တွေလုပ်ဖြစ်အောင်မြတ်စွာဘုရားသွန်သင်ဆုံးမပေးတာပဲဖြစ်တယ်ဒါကမြတ်စွာဘုရားဟောတဲ့ထေသနာတော်တစ်ပုဒ်ပေါ့နော်နောက်ထေသနာတော်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ယထာပိဗမရောပုပ္ပံဝဏခန္ဓမဟိတယပလေတိရတမာရယဧဝံဂာမိမုနိစရိဒါကယဟန္တာငါတွေကိုအထီးသဖြင့်ဆုံးမတဲ့ဂါထာလေးပဲအဆုံးမတဲ့ဒေသနာဘုန်းကြီးဆိုတာတဲ့ဒီတရားဓမ္မတွေနဲ့ဆက်ဆံတဲ့အခါမှာတရားဓမ္မတွေရဲ့တရားတရားစီစဉ်ဥစ္စာဒါတွေပျက်စီးခြင်းမရှိအောင်ဒီပြားပထုံနမူနာယူပြီးတော့ဆက်ဆံနေထိုင်ရမယ်ဆိုတဲ့သင်္ကန်းစာပေးတဲ့အနေနဲ့ပြားပထုံရဲ့ကျင့်ထုံးကိုလိုက်နာရမယ်လို့ပြားပထုံကျင့်ထုံးကဘာလဲလို့ဆိုလို့ရှိရင်ပြားပထုံနေဟာပန်းမွင်ကဝိရီကိုစုပ်တဲ့အခါမှာသူတို့စုပ်သည့်အတွက်ကြောင့်ပန်းပွဲဟာပျက်စီးသွားတာမရှိဘူးအရေးလေးပဲသူတို့အယူတယ်နော်ချိုမွေးတဲ့ပန်းမွင်တဲ့ဝိရီလေးကိုသာသူတို့စုပ်ယူတာဖြစ်တယ်အပွင့်ကိုလည်းမထိခိုက်စေဘူးဝုံမုံတွေကိုလည်းမထိခိုက်စေဘူးအားလုံးဟာသူစုပ်သွားသည့်အတွက်ကြောင့်ဒီပန်းမွင်ကြီးကပျက်စီးသွားတယ်လို့မရှိဘူးအဲ့ဒါလိုပဲယဟန်တန်ဃာတွေဟာတရားဓမ္မထံကပစ္စည်းဥစ္စာပစ္စည်းလေးပါးကိုအမိပြုပြီးယဟန်ဘုရားနေရတဲ့အခါမှာပြားပရုံရဲ့ကျင့်ထုံးအတိုင်းလိုက်နာကျင့်သုံးရမယ်လို့မြတ်စွာဘုရားဟောတယ်နော်ဘုသူရဲ့ပစ္စည်းဥစ္စာကိုမှဆိုလို့ပစ္စည်းဥစ္စာဆိုတာတနေ့ဆုံးလေးတစ်စုံလောင်းတာနဲ့ဘယ်သူမှမွဲတော့တာမရှိဘူးဒီလိုဆိုလို့ရပေါ့ကိုစားရတဲ့ကတလုံးတစ်စုံလောင်းတာနဲ့ဆင်းရဲဒုက္ခရောက်သွားတယ်ဆိုတာမရှိဘူးအဲ့ဒါလို့ဆုံးခံစားတဲ့ယဟန်တွေဟာအခုလိုပဲတအိမ်တစ်စုံရတဲ့ဆုံးလေးနဲ့ကျင့်တတ်မယ်ဆိုရင်တရားဓမ္မတွေရဲ့စီးပွားဥစ္စာလည်းမထိခိုက်ဘူး
သူတို့ရဲ့တရားတရားကိုလည်းမပြည့်စည်စေဘူးဆိုပြီးတော့ယဟန်တန်ဃာတွေလိုက်နာကျင့်သုံးမှုပြပရုံရဲ့ထုံးနည်းကိုနမူနာယူပြီးကျင့်သုံးမှုဟောကြားတဲ့စကားပဲဖြစ်တယ်ပေါ့အဲ့ဒါကဘယ်သူ့ကိုအကြောင်းပြုခေါ်တာတော့လို့ဆိုရှင်မမောဂလမထေရမြတ်နဲ့ပတ်သက်ပြီးတော့ဒီရာဇဂုဏကတက်ကာရတိုင်းဆိုတဲ့နိဂုံးဆိုတဲ့ရွာကြီးတစ်ရွာရှိတယ်အဲ့ဒီရွာကြီးမှာအလွန်ကိုနှမျောတဲ့တထေးတစ်ယောက်ရှိတယ်နှမျောတယ်ဆိုတာဘယ်သူမှမတရာဘူးနော်ဘယ်သူမှမတရာလာအောင်သူ့ကိုယ်သူတောင်သူ့ဘိုက်တောင်သူမတရာအောင်နှမျောတဲ့လူရှိသေးတယ်တချို့ကိုတော့စားတယ်သူများမပေးတာဒါတစ်မျိုးနော်ကိုတောင်မစားရအောင်နှမျောတဲ့လူကလည်းရှိသေးတယ်နော်လောကမှာအဲ့ဒီလူသူကကောတိယဆိုတဲ့တထေးဟာအလုံးကိုနှမျောလို့တို့သူ့ကိုမစ္စရိယကောတိယလို့နာမည်ပေးထားဖြစ်တယ်သူနှမျောလိုက်ပုံဇလန်းလေးအကျဉ်းချုပ်ပြောရမယ်ဆိုရင်သူဟာမြို့ရဲသွားလိုက်ရင်ကနေပြီးတော့လမ်းဘေးမှာဒီအိုးကင်းနဲ့ကြော်တဲ့မုံကလေးကိုမေးရှက်ရစားပြီးတော့နေတဲ့ဆင်းရဲသားတယောက်ကိုချစ်ပြီးတော့သူကအိုးကင်းကြော်ပုံလေးစားချင်တာမှတော်တော်ကိုစားချင်တာစားချင်ကိုယ်ပဲဆန်ရှိနေဝယ်စားလိုက်ပါလားဆိုမဟုတ်ဘူးသူကတွေးတယ်ဒီမုံငါစားရင်ကျန်တဲ့လူတွေကလည်းသူတို့လည်းစားချင်တယ်ဆိုပြီးဝိုင်းစားကြမှာအဲ့ကြောင့်ပတ်စံနေကုန်လိမ့်မယ်မစားဘူးငါစားရင်အကုန်စားကြမှာအဲ့တော့ငါလည်းမစားဘူးအောက်နေမယ်အောက်ရင်နဲ့ဘေးလုံးကြီးဖြစ်လာတယ်နဲ့တူပါတယ်ကြည့်နော်အောက်နေကြတော့မအောက်နိုင်တဲ့အခါကျတော့အိတ်မပြောစားမဝင်ဖြစ်လာနေတိုင်းမကောင်းတဲ့အခါကျတော့တထေးတော်ကြီးကချင်းကပ်ပြီးတော့မေးတယ်ဘာဖြစ်လို့လဲဘာယောဂဖြစ်နေလဲနေမကောင်းဘူးလားလို့ဆိုဘာယောဂမှလည်းဟိုဒီဘက်ဒီဆက်လို့ရမှာမဟုတ်ဘူးသူကအောင့်နေတဲ့ယောဂပဲစားခြင်းအတန်းနဲ့မစားရတဲ့အောင့်ဤနေရတဲ့ယောဂနောက်ဆုံးကြတော့တထေးတော်ကြီးမေးပါများတဲ့အခါကျတော့သူကပြောတယ်အိုးကင်းမုံနေစားခြင်းနာအဲ့ဒါကြောင့်မလို့ဒါလေးမစားရလို့လူဟာမကြမ်းမဖြစ်တယ်အဲ့လိုမကြမ်းမဖြစ်အမလေးမုံများခဲနာလိုက်လို့ပဲစနေရှိနေပဲကြော်လိုက်မယ်တစ်မျိုးလုံးတစ်နေ့တစ်ရွာလုံးစားလောက်အောင်သူကြောမယ်ဆိုတော့မင်းကြံတဲ့လူတွေဘာလုပ်ဖို့လဲကွာငါပတ်စံနေလည်းငါကုန်ကြံတဲ့လူတွေအတွက်ဒါဖြင့်ဒီလမ်းတဲ့လူတွေအကုန်ကျွေးဖို့ကြောမယ်ဆိုတော့လမ်းတဲ့လူတွေသူ့ဘာသူလောက်ကင်စားတော့တယ်ဘာလို့အကုန်ခံရမှာဒါဆိုရင်အိမ်သူအိမ်သားတွေအတွက်လောက်အောင်ကြော်လိုက်မယ်ဒီမုံကိုကိုလုံးမယ်ဆိုအိမ်သူအိမ်သားတွေနေပါစေဒါဖြင့်ရှင်နဲ့ကျမနှစ်ယောက်စားအောင်တော့မင်းကဘာလုပ်ဖို့လဲနှမျောပုံကအဲ့ဒီတယောက်သူတယောက်တည်းပဲစားမယ်ပေါ့မင်းကဘာလုပ်ဖို့လဲပေါ့အဲ့ဒါလို့ပြောတော့ဒါဆိုလို့ရှင်လည်းကဲရှင်တယောက်တည်းအတွက်ကျွေးမယ်ဆိုပြီးတော့ထောပတ်တို့ပြာရည်တို့မုံညက်တို့အဲ့ဒါတွေရှူပြီးတော့အေးငါတို့ကြော်စားရမြင်ကျန်တဲ့လူတွေအသေးကြလိုက်ပဲဘယ်သူမှမမြင်တဲ့နေရာဟိုတိုက်ခုနှစ်တက်ပေါ်တက်ပြီးကြော်မယ်ပေါ့ကြော်မယ်ပစ္စည်းတွေယူပြီးတော့တထေးတော်ကြီးတက်သွားတဲ့အခါတထေးကြီးကနောက်ကနေလိုက်သွားတကားတွေအကုန်ချက်ထိုးအပေါ်တက်တကားတွေအကုန်ချက်ထိုးပြီးအပေါ်တက်ပြီးတော့ကြော်တယ်နော်အဲ့ဒါလို့ကြောနေကရှိသေးတယ်မုံတစ်ချက်လဲရရောဘွားကနေရှင်မောကလန်ကအဲ့ဒီကောင်းကင်ဆွမ်းခံလာတာနဲ့သွားတွေ့ဟောဒီလူတွေ့မှကြောက်လို့မှကောင်းကင်တက်အိမ်မိုးပေါ်တက်ကြော်မှဒီကိုယ်တော်ဟာပေါ့ပေါ့ရှာရှာရောက်လာတယ်ဆိုပြီးတော့အရှင်ဘုရားဘလောက်တကုံးနဲ့လာတပည့်တော်မလှူနိုင်ဘူးလို့ပြောရှင်ဘုရားတတ်နိုင်လို့ဒီနာဈေးညံလျှောက်လန်းသလားပြလည်းမလှူဘူးဆိုရှင်မောကလန်ဈေးညံလျှောက်ပြတယ်အဲ့လိုမဟုတ်ရှင်ဘုရားတင်မြင်ခွေပြီးတော့စောင့်နေလည်းမလှူဘူးလို့ဆိုတင်မြင်ခွေစောင့်နောက်ဆုံးမှရှင်ဘုရားအခန်းထဲဝင်နေလဲတပည့်တော်မလှူဘူးဆိုရှင်မောကလန်အခန်းထဲနေပြအဲ့ဒါလိုနဲ့နေရင်ကနေပြီးတော့သူပြောတာတွေကဖြစ်လာအရှင်ဘုရားတဲ့
မိခိုးလုံးကြီးနဲ့တပီတော့ကိုမိခိုးတွေနဲ့တိုက်လဲကိုတော့လှူမှာမဟုတ်ဘူးလို့ပြောတာရှင်မောကလန်တကိုးနဲ့ဖန်ဆင်းတဲ့တော့အကုန်လုံးမိခိုးတွေလုံးသွားခုထိုင်းမှာဖြစ်နေသလိုနဲ့တူတယ်ချင်းအဲ့ဒီမိခိုးတွေလုံးမြန်တော့လဲကြာတော့မနေနိုင်ဘူးမီးနဲ့တိုက်လဲတော့မပြောရဘူးသူမီးလောက်မှကြောက်တယ်အဲ့ဒါတော့အဲ့လိုပြောတော့အရှင်ဘုရားတဲ့အရှင်ဘုရားလို့ချင်းဒီကိုတော့ဒုက္ခပေးလုံးအားကြီးတယ်မုန်းတစ်ချက်တော့လှူလိုက်စမ်းပါကဲသူကလည်းစားခြင်းပြီမုန်းတစ်ချက်တော့လှူလိုက်စမ်းပါဆိုရှင်မောကလန်ကြော်ပြီးသားမုန်းတစ်ချက်ဆိုပြီးတော့အဲ့ဒီကြော်ထားတဲ့မုန်းတွေကနေပြီးတော့ဆွဲထုတ်လိုက်တဲ့အခါကျအကုန်လုံးတစ်ခုတည်းကိုခွဲလို့မရဘူးတစ်ချက်ဆိုပြီးတော့ယူလိုက်တာအချက်တည်းအကုန်တွဲလိုက်လာတော့တထေးတော်ကြီးခွဲတယ်မရအဲ့ဒါသူကိုယ်တိုင်ခွဲမယ်ဆိုပြီးတော့အားနဲ့ယူပြီးတော့ခွဲပြန်တော့လေအဲ့မုံကခွဲလို့မရဘူးအချက်တည်းအကုန်တွဲအဲ့တော့ခွဲနဲ့တထေးတော်ကြီးတစ်ဖက်ကကင်သူကတစ်ဖက်ကကင်ယုံအတင်းဆွဲခွာတာလူလဲချွေးတွေတန်နေနဲ့ဖြစ်ပြီးတော့ခါရပင်ပန်းလာတဲ့အခါကျတော့စားခြင်းတွေကလည်းကုံသွားပြီအဲ့ချမ်းကဲမထူပါဘူးဒီကိုတော့ဒုက္ခပေးတယ်အကုန်သာလှူလိုက်တော့ဆိုဇလန်ကအဲ့လိုနော်ဓမ္မပဒထဲမှာပါတယ်ဇလန်ကအဲ့ဒီပုံစံပြတယ်ကုံပဲလှူလိုက်တော့ဆိုပြီးတော့နောက်ဆုံးမှသူလက်လျှော့ပြီးရှင်မောကလန်ကိုအုံးနေလှူတော့ရှင်မောကလန်ကတရားစပြီးတော့ဟောတယ်မဟုတ်ဘူးလောကဆိုတာလူရတန်းရတယ်ကိုတယောက်တည်းဆိုတာကိုမစားသင့်ဘူးအလုံးအတွက်ဖြစ်တဲ့နဲ့ဆိုရယ်တရားလေးစပြီးတော့ဟောပြောဒီဘဝချမ်းသာလာတာဟာတိတ်ဘဝတော့ကလှူခဲ့လို့ဖြစ်တာအဲ့ဒါလှူခဲ့တာဟာကုံသွားတာမဟုတ်ဘူးလှူလို့ရှိရင်ပို့ပြီးတော့ချမ်းသာကြွယ်ဝလာမှဖြစ်တယ်လို့ဆိုသူသဘောကျလာပြီနည်းနည်းသဘောကျလာပြီရှင်မောကလန်သူပြောတယ်ဒီမုံနေတဲ့မင်းတို့တောင်းလိုက်ယူလာခဲ့တဲ့မြတ်စွာဘုရားနဲ့တန်ဃာတွေကျောင်းမှာစောင့်နေတယ်အဲ့ဒီကျောင်းကဘယ်လောက်ဝေးတော့ဆို45 ဥဇနာဝေးတယ်တဲ့ရှင်ဘုရားဘယ်လိုလုပ်ရောက်မှာတော့စိတ်မပူနဲ့တဲ့ငါခေါ်သွားမယ်တဲ့လိုက်ရှင်တဲ့စိတ်သာလို့ဆိုပြီးတထေးတော်ကြီးနဲ့တထေးကြီးကိုအဲ့ဒါမုံတောင်းထမ်းခိုင်းပြီးတော့အောက်ဆင်းလိုက်တဲ့အခါမှာဇီရောကျောင်းတောက်လျှောက်တန်းရောက်သွားကျောင်းထဲရောက်သွားအဲ့ဒီမှာဘုရားမှုရှိတဲ့တန်ဃာတွေကိုသူတို့မုံနေကတ်ကြမြတ်စွာဘုရားတရားဟောတဲ့အခါမှာသူသောတာပန်ဖြစ်သွားပြီတရားတရားတွေကောင်းပြီခရစ်80ကျွဲသွားတဲ့တထေးကြီးဟာကုသိုလ်ကောင်းမှုတွေကိုကြိုးစားပြီးလုပ်တဲ့အဆင့်ရောက်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ယဟန်နေလိုက်တာမဲ့ကျင့်ဝတ်အနေနဲ့မြတ်စွာဘုရားဒါကိုဟောတာနော်ဒါတော့ယဟန်နေနဲ့ပို့ပြီးတော့သက်ဆိုင်တရားတော်ဝါတွေနဲ့ဆက်ဆံတဲ့အခါမှာသူတို့ပစ္စည်းတွေလည်းမထိခိုက်စေနဲ့တရားတရားတွေလည်းမပြတ်စေနဲ့ပြားပရုံးတွေရဲ့ထုံးကိုနီးမိပြီးတော့အပွင့်တွေအနတ်တွေအရသာတွေအဆင်းတွေမပြတ်စေပဲနဲ့ပန်းဝတ်ကြီးကိုသာသုံးသလိုယဟန်တွေဟာပြားပရုံးတို့ရဲ့ကျင့်ထုံးတိုင်းလိုက်တာကျင့်သုံးရမယ်လို့ယဟန်တန်ဃာတွေကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောတာဖြစ်တယ်ပေါ့နောက်ဒေသနာတော်တစ်ပုဒ်ကိုကြည့်ကြရအောင်နောက်ဒေသနာတော်တစ်ပုဒ်ကဘာတော့ဆိုရင်နပရိတံဝီလောမနိနပရိတံကတကတံအတနောဝအဝိခေယကတာနိအာကတာနိသာဒါကတော့မြတ်စွာဘုရားလူတွေဒီကိုခီးဆိုင်ဖို့သူများကိုခီးဆိုင်ပြီးတော့သူများအပြစ်ကိုမရှာဖို့ဟောတဲ့ဆုံးမသွန်သင်ချက်ပဲဖြစ်တယ်။ဒါမို့နပရိတံဝီလောမနိသူများတွေလှုပ်တဲ့မတော်မလျော်သူများရဲ့အပြစ်တွေကိုချိမနေနဲ့တဲ့။နပရိတံကတကတံသူတွေလှုပ်တဲ့မလှုပ်ဘူးဆိုတာတွေကိုသွားပြီးတော့ချိမနေနဲ့တဲ့။အတ္တနောဝအဝိခေယကိုအလုပ်ကိုဟာကိုသာချီတဲ့ကိုကောင်းမကောင်းကိုဟာကိုချီကိုလုံမလုံကိုဟာကိုသာချီကတာနိအာကတာနိစာကိုလုံတယ်ကိုမလုံဘူးဒီဟာပဲကိုပဲဆန်းစစ်ပါသူများတွေသွားပြီးအပြစ်မြင်မနေပါနဲ့ကိုပဲဆန်းစစ်ပါအဲ့တော့ကိုဆန်းစစ်တဲ့အလုပ်ကိုလုပ်ခိုင်းတာဗဒါနော်
လောကလူတွေကကိုမြစ်ချေကိုမမြင်ဘူးဆိုတာလို့ကိုအပြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအပြစ်ကိုသာဖော်ထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမှားယွင်းခြင်းတရားပဲဒါကြောင့်မို့လို့မြတ်စွာဘုရားကိုအပြစ်ကိုသာကိုစဉ်းစားဆင်ခြင်မှာသူများအပြစ်တွေကိုသွားမကြည့်ပါနဲ့သူများအပြစ်တွေချီခြင်းအပြင်ကိုမှမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်အဲ့တော့သူများကိုအပြစ်တင်မို့လည်းမကြိုးစားနဲ့နော်ကိုသာဒီလှုပ်တယ်မလှုပ်ဘူးကိုသာအခြေအနေတရားကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုတဲ့သွန်သင်ဆုံးမချက်ပဲဖြစ်တယ်ကောအဲ့ဒါလေဆွဆွမြင်မြင်မှတ်ထားပြီးတော့သူများအပြစ်ကိုတွေးမိတာနဲ့နပရိသံဝီလောမာနိနပရိသံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေသူတော်ဘာလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုတွားပြီးတော့စိတ်ဝင်စားနဲ့မကြည့်နဲ့သူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတဏိအတ္တနိစာကိုယ့်ရဲ့အလုပ်ကိုသာကိုလှုပ်မလှုပ်ကိုဖြစ်မဖြစ်ကိုသာကိုသာအကျိုးအပြစ်စီစစ်ရမယ်ကိုသာကြည့်ရှုရမယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်အတိုင်းနေလို့ရှိရင်သူများကိုအပြစ်တင်ငင်းကြောင့်ဖြစ်တဲ့အကုသိုလ်တွေကိုမှဖြစ်တော့ဘူးလေတချို့ကသူများတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုချိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းသွားပြင်းမမိတတ်တယ်တစ်ခါကြတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့သွားပြီးတော့ပြင်းမတတ်တယ်အဲ့ဒါလို့ပြင်းမလိုက်တာနဲ့တပြိုင်နက်ကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားဒီနေ့ဥက္ကသေနတထေစနီးမောင်နှံအလောင်းများဆိုရင်ကြည့်လိုက်လမ်းမတွေ့တဲ့ပိစိကဗုဒ္ဓကိုသူတို့ပါလာတဲ့စာဝတ်တော်ဖွဲ့တွေလှူလိုက်တယ်လမ်းကြုံလို့တွေတဲ့ထဲလှူလိုက်တယ်လှူပြီးတော့ဆူတောင်းတဲ့အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ဤဆိုပိစိကဗုဒ္ဓကြည့်လိုက်တော့သူတို့ဆူတောင်းပြေးမယ်ဆိုတော့ပိစိကဗုဒ္ဓကဝမ်းသာအားရပြုံးလိုက်တာပြုံးလိုက်တော့အမျိုးသမီးကစပြီးပါပြောတော့အေးဟိုကိုရောကပြုံးနေတော့အနုပညာသမားနဲ့တူတယ်အနုပညာသမားတွေကလည်းပြုံးပြုံးလေးနေတတ်တဲ့ထမရဲ့တချင်းဆိုရင်ပြုံးနေကြတာဟုတ်တော့ဟုတ်တော့တယ်နော်မပြုံးရင်လည်းပြုံးဆိုတာခုခေတ်တော့အနောက်တိုင်းကဟာတွေလာဘယ်ဟာတွေတူခေါက်တဲ့သူမဲရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတယ်ခါလေတချင်းဆိုတာကြည့်မကောင်းရှိမကောင်းမဲရွယ်ပြီးတော့ခံစားရလားပါလားမသိပါဘူးနော်ဟိုဗမာအငိမ့်နေပါလေကဲတော့ပြုံပြုံနဲ့ကတာတွေတွေ့ဘူးပါတယ်အခုအနောက်တိုင်းသချင်းတွေဆိုလို့ရှိရင်မျက်နှာကရှုံပွားပြီးတော့ခါတယ်စိတ်ခံစားချက်မှုပေါ်အောင်ဆိုရတာလားမသိဘူးဘာတွေဆိုတယ်တော့မသိဘူးနားလည်းမလဲဘူးသို့တော့မျက်နှာအမူအရာကြည့်ရင်တော့ပြုံးတာမဟုတ်ဘူးသေချာနေတယ်ရှုံမဲ့ပြီးတော့ခါတယ်ကိုဆိုတာတော့တွေ့ရတယ်နော်အေးအဲ့ဒါလို့ဒီကိုယ်တော်ကပြုံးနေတော့တချင်းတယ်နဲ့တူတယ်ခုခေတ်တော့တချင်းတယ်လို့မခေါ်ဘူးပေါ့ဆိုတော့နော်ဆိုတော့နဲ့တူတယ်လို့ပြောလိုက်ယောက်ျားလုပ်တဲ့သူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောတော့အဲ့ဒီလိုပိစိကဗုဒ္ဓမထေရမြတ်ကိုသွားပြီးတော့မနိုင်ရမယ့်ဟာသွားနှိုင်းလိုက်တဲ့အခါမှာဒီဥက္ကသေနဇနီးမောင်နှံဟာဥက္ကသေနကတထေသားဖြစ်တော့လေသူဇနီးကဒီကားချိတ်တဲ့အမျိုးသမီးသွားဖြစ်တယ်အဲ့တော့ကားချိတ်တဲ့အမျိုးသမီးကိုတွေ့ပြီးတထေသားကလည်းကားချိတ်တဲ့မှနောက်လိုက်သွားတယ်အဖြစ်မျိုးဖြစ်သွားတာထောက်ခံလိုက်တာနော်ထောက်ခံလိုက်တာနဲ့ပါသွားတယ်တထေသားကတထေအိမ်ပေါ်မနေရဘဲနဲ့ကားချိတ်တဲ့ဘဝရောက်သွားအဲ့ဒါသူတို့ဇလန်းမှာအဲ့လိုရှိအဲ့တော့သူများအပြစ်ကိုသွားကြည့်လိုက်တာသူများဟာကိုသွားကြည့်ပြီးတော့ကဲရဲ့စကားပြောလိုက်လို့ရှိရင်ဒီလူတွေဖြစ်တတ်တယ်ဆိုတာလေသတိထားစရာပေါ့နော်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအခုဒီမှာနပရိသံဝီလောမာနိသူတစ်ပါးတွေရဲ့မတော်မလျော်တဲ့ကိစ္စတွေကိုကြည့်မနေနဲ့နပရိသံကတကတံသူတစ်ပါးတွေလှုပ်တာမလှုပ်တာမကြည့်နဲ့ဆိုလိုတာကတချို့ကတရားထုတ်တယ်ငါတို့ကတော့ဥပုံနေလဲဥဆောင်တယ်တို့ရထရာတွေတော့စောင့်မဟုတ်ဘူးဒီလိုအမျိုးပေါ့နော်သူများမစောင့်တာတော့ပြော
ငါတို့စခန်းဝင်တာဗရဏိရှိတို့ရတဲ့စခန်းဝင်တဲ့လူတယောက်မှမရှိဘူးဟောအဲ့ဒါလို့သူများကိုသွားမကြည့်လေနဲ့လို့သူဆိုလိုတယ်ပေါ့အတနောဝအဝိခေယကတဏိအာကတဏိစာကိုလှုပ်တာဝဲကိုကြည့်ပြီးတော့ကိုယ့်ကိုယ်ပဲဆန်းစစ်ပါလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒါဘာနဲ့ပတ်သက်ပြီးဟောတာတော့ဆိုတရားတရားရှိတဲ့ဥပဒကမကြီးတယောက်ဟာဘာသာကြားအာဇီဝကတူကိုသားလို့ခင်မင်ပြီးတော့သူကပြုစုတယ်သူသားကဲ့သို့မွေးစားပြီးတော့ဘာသာကြားအာဇီဝကဆိုတာတက္ကရာအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ပေါ့နော်သူ့ကိုသားကဲ့သို့ပြုစုပြီးတော့နေတယ်တရားကြတော့မြတ်စွာဘုရားကြွလာတော့မြတ်စွာဘုရားတရားနာခြင်းတယ်နာခြင်းတော့သူကဘုရားစီသွားမှစိုးရိမ်တော့အဲ့ဒီတက္ကရာကကန့်ကွက်တယ်ကန့်ကွက်တော့အဲ့ဒီတက္ကမကြီးကသူ့သားလေးကိုလွတ်ပြီးတော့ကဲမြတ်စွာဘုရားကိုသွားပင်မှာအိမ်ကိုငါပင့်နေတယ်ဆိုဘုရားသွားပင့်တဲ့အခါမှာတက္ကရာကအဲ့ဒီကလေးနဲ့တွေ့တဲ့အခါဘယ်သွားမလို့လဲဘုရားသွားပင့်မပင့်နဲ့ကွာဘုရားအတွက်ချက်ထတာငါတို့နှစ်ယောက်စားကြမှာအဲ့ဒါလို့မပင့်အောင်ဖြတ်တယ်သို့တော့သွားပင့်တဲ့ကလေးကဟာအမေကိုကြောက်တယ်မလုပ်ရဘူးသူပင့်ခိုင်းတာပင့်ရမှာပဲဆိုသွားပင့်ပင့်လို့မြတ်စွာဘုရားကြွလာတဲ့အခါသူကအကြံဉာဏ်ပေးလိုက်တယ်ဘယ်နာကဘယ်အိမ်ကဆိုမပြောခဲ့နဲ့ကွာဒီတိုင်းအဲ့တော့မလာတတ်ဘူးလိပ်စာမပေးခဲ့နဲ့လို့ဆိုတယ်အဲ့လိုလိပ်စာမပေးဘဲနဲ့လာပြန်တော့မြတ်စွာဘုရားမနေ့ကရောက်လာတဲ့အိမ်ကိုလိပ်စာမပေးလဲရောက်တာပဲရောက်လာတော့မှအဲ့ဒီမှာသူကအခန်းထဲမှာပုံနေပြီမြတ်စွာဘုရားကိုဆုံးမလှုပ်ကြွေးတက္ကမကြီးကတရားတရားနဲ့ဆုံးနေပါလေလှုပ်ကြွေးပြီးတရားနာသူကကြားနေတယ်တရားဟောတော့ဒီတရားမျိုးဟောနေလို့ရှင်တော့ဒီတက္ကမကြီးသူတော့ကြည်ညိုတော့မှာမဟုတ်ဘူးဖះဝဲကြည်ညိုတော့မှာဆိုပြီးအခန်းထဲကထွက်လာပြီးတော့အရှင်ဘုရားတဲ့ဒီတက္ကမကြီးကဘာမှသိတာမဟုတ်ဘူးရှင်ဘုရားတရားဟောမနေနဲ့အလကားပဲဝင်ပြီးတော့ပြောတယ်အဲ့ဒါလို့ပြောတဲ့အခါကျတော့ဒီတရားထဲမှာစိတ်မဖြောင်းတော့စိတ်မဖြောင်းတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီဥပဒကမကြီးကိုဆုံးမတာဒီစကားနဲ့သူလှုပ်တာမလှုပ်တာသူပြောတာတွေကိုဂရုစိုက်မနေနဲ့နော်ကိုသာဂရုစိုက်ပြီးတော့ကြည်ကိုလှုပ်တာမလှုပ်တာပဲကြည်သူများကိုဂရုစိုက်ပြီးတော့ကြည်မနေနဲ့ကိုလန့်ကိုကြည်သွားဆိုတဲ့ပုံစံမျိုးမြတ်စွာဘုရားဒီဆုံးမစကားကိုဟောကြားလိုက်တာဖြစ်တယ်အဲ့လိုဟောကြားလိုက်တဲ့အဆုံးမဥပဒကမကြီးကတရားဥတရားမြတ်ရသွားတယ်အဲ့ဒီဇလန်းလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဒီစကားကိုဟောတာဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီရှေးဆရာတော်ကြီးတွေကလည်းဒါကိုယူပြီးတော့ဆုံးမခဲ့တာဖြစ်လို့ဘုန်းကြီးတို့တွေနေနဲ့တန်တရားခရီးသွားရင်ဒီသူများပြစ်ကိုမကြည့်နဲ့တရားပေါ်လမ်းလျှောက်လို့ရှိရင်လည်းပဲကိုလမ်းကိုကြည့်ရှောင်ချော်ကြလို့ရှိရင်ဒုက္ခရောက်နိုင်တယ်တန်တရားခရီးသွားတဲ့အခါမှာလည်းသူတို့ဘာအပြစ်တွေကိုမကြည့်နဲ့ကိုလမ်းကိုလျှောက်ပြီးကြည့်ရမယ်ဆိုတဲ့ဆုံးမသွန်သင်တဲ့စကားတွေဖြစ်ပေါ်လာတာဖြစ်တယ်နော်တန်တရားခရီးထဲမှာတွားရောက်နေကြတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ရှုမြင်သုံးသပ်ပြီးကြည့်တဲ့အခါမှာပုဂ္ဂိုလ်၄မျိုးခွဲခြားပြီးတော့ဟောထားတာရှိတယ်အဲ့ဒီပုဂ္ဂိုလ်၄မျိုးကိုဒီကနေ့မှတ်သားနိုင်ယူကြည့်ကြရအောင်တန်တရားခရီးသွားနေကြတယ်ဆိုတဲ့အထက်မှာဘဝမှာပုံမှန်ခရီးသွားနေကြတဲ့ပုဂ္ဂိုလ်တွေလိုပဲခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ရွက်ချက်စိတ်ဆန္ဒအသီးသီးနဲ့ခရီးမျိုးစုံကိုသွားနေကြတာဖြစ်တယ်ဥပမာမဲ့မြေကြောင်ခရီးဆိုတော့ရှေးကြောင်ခရီးတစ်ခုကိုသွားတယ်ဆိုအောက်ဆုံးဆင်းပြီးတော့သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့
အထက်ဆန်းတက်ပြီးတော့သွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ရှေးဆုံးသွားကြတယ်ရေဆုံးကိုသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့ရေဆန်းတက်ပြီးသွားနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဟိုဘက်ဒီဘက်ဖြတ်ကူးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဖြတ်ကူးလို့ကမ်းမော်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တမန်ခရီးသွားတစ်ခုကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီမြင်ကွင်းဟာရှိတယ်ပြည့်ကြောင်းခရီးသွားတယ်ဘဝတန်တရားကြီးမှလည်းပဲခရီးသွားနေကြတဲ့ပုဂ္ဂိုလ်တွေဟာအမျိုးစုံနဲ့လို့ပြောဘုန်းကြီးတို့တွေနဲ့ခရီးသွားနေကြတော့မယ်အဲ့တော့တို့ကိုယ့်ကိုစဉ်းစားကြည့်ဖို့လိုတယ်ငါတို့ကစုံစင်းနေတာလားသို့မဟုတ်ဆန်တက်နေတာလားသို့မဟုတ်ငါတို့ရှက်တိမှုရနေတဲ့ပုဂ္ဂိုလ်တွေလားသို့မဟုတ်ကိုယ်မောရောက်သွားတဲ့ပုဂ္ဂိုလ်တွေလားဆိုကိုယ့်ကိုစဉ်းစားမြတ်စွာဘုရားရဲ့ဒေသနာတော်တွေကတော့ဘဝနဲ့ဆက်ဆက်ပြီးတော့လူတွေရဲ့ဘဝနဲ့အနိစ္စဆုံးဟောတာဖြစ်တယ်အနိစ္စဆုံးဖြစ်ပြီးတော့လမ်းမမောရောက်အောင်တင်ပေးတာလောကမှာတဘာဝခရီးသွားရသည်ပဲနဲ့လမ်းမသွားပြီးဆိုရင်ဒုက္ခရောက်တယ်အမေရိကဆိုပိုဆိုးတာပေါ့ highway ပေါ်သွားလို့လမ်းမသွားပြီဆိုမိုင်စိတ်30သွားပြီးတော့ပြန်လှည့်လို့မရဘူးတခါတော့အမေရိကရောက်တော့လမ်းမှားဘူးတယ်နယူးယောက်ဘက်မှာမိုင်20စိတ်လောက်မောင်းမှ exit တစ်ခုတွေ့တာ exit မတွေ့မချင်းမောင်းပြီးတော့အဲ့ဒါပြန်ကွဲလို့မရဘူးအတန်တရားခီးမှလည်းလမ်းမှားသွားပြီဆိုရင်တော်တော်ဒုက္ခရောက်နိုင်တယ်ပေါ့နော်အဲ့ဒီလမ်းမမှားရလေအောင်မြတ်စွာဘုရားဘဝခရီးတွေတန်တရားခရီးတွေနဲ့ဆက်ဆက်ပြီးတော့ထိတုတ်တန်ကိုဟောတယ်လို့နားလည်မှတ်သားကြမြတ်စွာဘုရားတရားဟောတဲ့အခါမှာအကြောင်း၄မျိုးရှိတယ်အခြေခံအကြောင်း၄မျိုးရှိတယ်တခါတခါတရားနာသူတွေရဲ့စိတ်ဆန္ဒနဲ့ကိုင်းညီအောင်ဟောတာကိုင်းညီတဲ့တရားကိုဟောတာသူတို့ဆန္ဒအရာဟောပေးတယ်သူတို့ဆန္ဒအရာဆိုတာသူတို့သိချင်တဲ့အချက်လက်နဲ့ပတ်သက်ပြီးဟောတာအဲ့ဒါကိုအတ္တိစတရားလို့ခေါ်တယ်အတ္တအပရိစ္ဆတရားလို့ခေါ်တယ်နော်နားထောင်တဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒလိုလားချက်အတိုင်းဟောတယ်နောက်တစ်ခါမြတ်စွာဘုရားမိမိရဲ့စိတ်ဆန္ဒအရာသရဝါတွေနားလည်ဖို့ဟောတာကျတော့အတ္တိစတရားလို့ခေါ်တယ်ကိုယ်ဆန္ဒအရာဟောတာအတ္တိစတရားပရိစ္ဆတရားမြတ်စွာဘုရားရဲ့ဆန္ဒနဲ့ဟောတာရှိတယ်တရားနာပရိသတ်ရဲ့ဆန္ဒနဲ့ဟောတာရှိတယ်နောက်တစ်ခုကတော့ပု္ပ္ပာဝတိကမိဂုံးအလိုက်မိဂုံးကိုဖြည့်ဆိုတဲ့အနေနဲ့ဟောတာရှိတယ်မိဂုံးမေးလို့ရှင်းပြီးတော့ဖြည့်ဆိုတဲ့အဲ့ဒါကြတော့ပု္ပ္ပာဝတိကမိဂုံးရဲ့အနေအထားအရဟောတယ်နောက်တစ်ခုကတော့ဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုကိုဥတည်ပြီးတော့ဟောတာကိစ္စတစ်ခုခြေနေတစ်ခုဖြစ်ပေါ်နေတာကိုအကြောင်းပြုပြီးဟောတယ်အဲ့ဒါမျိုးကိုအထုပ္ပတ္တိကလို့ခေါ်တယ်ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကိုအကြောင်းပြုပြီးဟောတာအဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာဒီလိုမျိုးတွေမှာပေါ့ဝင်တစ်ခုခုပဲမြတ်စွာဘုရားကိုယ်တိုင်ကရှင်းပြခြင်းလို့ဟောတာအတ္တိစတရားတရားနာပုဂ္ဂိုလ်တွေကရဲ့စိတ်ဆန္ဒကိုကြည့်ပြီးဟောတာပရိစ္ဆတရားမေးမြန်းလို့အဖြေပေးတဲ့အနေနဲ့ဟောတာပု္ပ္ပာဝတိက
ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုဥတည်ပြီးဟောတာအထုပ္ပတ္တိကလို့ပိဋကတ်သုံးပုံမှာဖျားဟောတဲ့တရားတွေကိုလေ့လာရင်အဲ့၄ခုတည်းတစ်ခုခုပဲအဲ့တော့လောကကြီးကိုကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားကဒီသုတ်တံကိုဟောတယ်ဒီသုတ်တံကိုဟောတဲ့အခါမှာမေကွန်မေးတဲ့ပုဂ္ဂိုလ်မပါလို့ပု္ပ္ပဝတိကတော့မဟုတ်ဘူးအကြောင်းအရာတစ်ခုကိုအခြေခံတာမဟုတ်သည့်အတွက်ကြောင့်ဖြစ်ပေါ်နေတဲ့အကြောင်းအရာကိုအခြေခံပြီးဟောတာမဟုတ်သည့်အတွက်ကြောင့်အထုပ္ပတ္တိကလည်းမဟုတ်တယ်အဲ့တော့တရားနာတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒဆိုတာတစ်ခုဖြစ်နိုင်တယ်နောက်တစ်ခုကတော့မြတ်စွာဘုရားကိုယ်တိုင်ကတန်တရားခရီးသွားပုဂ္ဂိုလ်ရဲ့အကြောင်းကိုရှင်းပြခြင်းလို့ခေါ်တယ်အဲ့တော့အတ္တဇာတရားနဲ့ပရိစ္ဆာတရားနှစ်မျိုးတည်းကတစ်ခုဖြစ်မယ်ပေါ့နော်ဖြစ်မယ်လို့ဆိုတယ်တန်တရားခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေဘဝခရီးမှာရိုးရိုးသွားနေတဲ့ရိုးရိုးခရီးသွားတွေရဲ့အနေအထားကိုကြည့်ရတယ်လို့ပဲတန်တရားထဲမှာခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားလည်းပဲပုံစံမျိုးမျိုးနဲ့တွေ့နေရတယ်ပေါ့အဲ့ဒီပုံစံမျိုးမျိုးနဲ့တွေ့နေရတာကိုမြတ်စွာဘုရားဒီသုတ်တံမှာ၄မျိုးခွဲခြားပြီးတော့ဟောတယ်၄မျိုးဆိုတာတော့တချို့နေရာမှာ၃မျိုးဟောတာရှိတယ်၄မျိုးဟောတာရှိတယ်၅မျိုးဟောတာရှိတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဆန္ဒအရဒီမှာ၄မျိုးပဲဟောထားတယ်အဲ့ဒီ၄မျိုးကိုဟောတဲ့အခါမှာစုံနိယလို့ခေါ်တဲ့စကပြေနဲ့ဟောတာပါတယ်လို့ပဲစကပြေနဲ့ဟောတယ်ခါထာနဲ့ဟောတယ် prose နဲ့ဟောတာနဲ့ verse နဲ့ဟောတာနှစ်ခုပေါ့နော်စကပြေနဲ့ဟောတယ်ကြပြားနဲ့ဟောတယ်နှစ်မျိုးခွဲခြားပြီးတော့ဟောတာအဲ့နှစ်မျိုးဟာအဓိပ္ပာယ်ကတော့တူတူပဲသို့တော့စကလုံးပူတာလေးတွေရှိသည့်အတွက်ကြောင့်စကပြေနဲ့ဟောတာလည်းနားထောင်ကြည့်ဖို့လိုတယ် verse နဲ့ကြပြားနဲ့ဟောတာကိုလည်းနားထောင်ကြည့်ဖို့လိုတယ်မြတ်စွာဘုရားရဲ့ပိဋကတ်သုံးပုံထင်ရှားရှိနေသည့်အတွက်ကြောင့်ဘုရားရဲ့ပိဋကတ်ကိုရှင်းပြီးတော့ဟောပြောတာဘုန်းကြီးတို့ဘုရားရဲ့ပိဋကတ်အတိုင်းပဲဟောကြရနာကြရအောင်နာပြီးမှတ်သားထားပြီးတဲ့အခါကျတော့ကိုယ့်ကိုစဉ်းစားဆုံးဖြတ်မှုကဒါဆက်လုပ်ရမယ်အလုပ်တစ်ခုပဲပထမနားထောင်ရမယ်နားထောင်ပြီးရင်မှတ်သားထားရမယ်မှတ်သားထားပြီးတော့စဉ်းစားရမယ်ဆင်ခြင်သုံးသပ်ရမယ်ပြီးတဲ့အခါကျတော့မှကိုယ့်ရဲ့နဲ့ဆုံးဖြတ်ပြီးတော့လက်တွေ့ကျင့်သုံးမှုလုပ်အောင်ကျင့်သုံးဆိုတာပါလဲဆိုရှောင်တဲ့နာရှောင်တာနဲ့လှုပ်တဲ့နာလှုပ်တာပဲဖြစ်တယ်အဲ့ဒီအဆင့်ထိအောင်သွားရမယ်ဘုရားဘာသာမှာအဲ့ဒီအဆင့်ထိအောင်သွားမြတ်စွာဘုရားဟောတယ်မြတ်စာပေထဲမှာပါသလားလို့ဆိုပါတယ်အဲ့ဒါပရမတရားနာတယ်တဲ့သုတ္တနာလိုက်တယ်နာပြီးရင်ဒါမှတ်သားထားမယ်နောက်တစ်ခုကဝဆတပရိစိတာမေ့မတော့အောင်ရှင်းတော့ကတော့စာအုပ်ပြန်ကြည့်လို့မရလို့ပါဇက်ကရွတ်ဖတ်နေရမယ်ဆိုးနေရမယ်ဒီစကလုံးလေးတွေမေ့မတော့အောင်လို့ဒါတော့ဘယ်ပညာသင်လူတွေကချက်ပါရတယ်ဆိုတာရှိတာပါပဲမရှိဘူးလို့မရှိဘူးเนาะခုခေတ်ကတော့မကြက်နဲ့ဒါပြောတယ်ချက်တင်တာတော့ကြက်ရမှာပဲနှုတ်ထဲရနေမှာအသုံးဝင်တာကိုအချိန်ပြေးဆောင်ထဲသွားရှာနေလို့ရတာမှမဟုတ်တာเนาะ
အဲ့တော့ဒါနှုတ်တဲ့ဆောင်ထားမယ်ဝဆသပရိစိတာနှုတ်ထဲမှာတက်နေအောင်လုပ်ထားအင်္ဂလိပ်စာတို့ဘာလို့တခြားဘာသာစကားတွေသင်နေဆိုရင်ပါဇက်ထဲမရောက်လို့ရှိရင်စာအုပ်ကြည့်ပြောနေလို့ဖြစ်တာမှမဟုတ်တာပါဇက်ထဲရောက်အောင်လုပ်ရမှာပဲလေတော့မြတ်စွာဘုရားတရားလဲပါဇက်ထဲရောက်နေအောင်လုပ်ရမှာပဲဒါအဲ့ဒါကိုဝဆသပရိစိတာလို့ပြောတာရိုးရိုးလေးပါပဲအမှန်ဘုရားကုံတော်ဆိုဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောပါဇက်ထဲရောက်နေအောင်လုပ်ထားတာပြီးတော့မှမနတနုပိခိတာစိတ်နဲ့အဓိပ္ပာယ်ကိုစူးစိုက်ဆင်ញင်သုံးသပ်တာအဓိပ္ပာယ်ကိုစဉ်းစားတာပြီးတော့မှဒိဋ္ဌိယသူပတိဝိဒါအသိဉာဏ်နဲ့ပိုင်းခြားသိတာလို့အဲ့ဒီအဆင့်နေသွားမှာသိပြီးတော့မှဘာလုပ်အောင်လဲဓမ္မနုဓမ္မပฏิပန္နာမဖို့နိဗ္ဗာန်ကိုရနိုင်တဲ့တရားလမ်းကြောင်းအတိုင်းဆက်လက်ပြီးတော့သွားရမယ်လို့သူတို့ဆိုလို့အဲ့ဒါဘုရားရဲ့ညွှန်ကြားချက်စာပေလေးလာနေပဲအဲ့ဒီထီအောင်မသွားလို့ရှင်တော့ဘာတဲ့ဥပမာတူတော့ဆိုကိုယ်မှာစားစရာတွေရှိတယ်တခါမှစားမကြည့်ဘူးဆိုရင်အရသာမသိရတယ်လို့ပဲနေမှာပြီးတော့လည်းအလှထဲတာတခါမှမစားဘူးဆိုလို့ရှိရင်အဲ့အစားအစာရဲ့အရသာကိုသူသိရမဟုတ်ထို့တူရဲ့တရားတော့နာတယ်ထိုက်တဲ့တော့လည်းမှတ်ထားတယ်ဒိဗ္ဗေလည်းသိတယ်မလုပ်ဘူးဆိုရင်ပြီးတော့လည်းအလှပြထားတဲ့ပစ္စည်းလိုပဲဖြစ်မယ်စဉ်းစားပြီးတော့လက်တွေ့จิตသုံးမှုဟာအရေးကြီးတယ်ပေါ့จิตသုံးတယ်ဆိုတာခုနလို့ပြောမြတ်စွာဘုရားဟောတဲ့တရားကိုအနှစ်ချုပ်လိုက်လို့ရှိရင်မလုပ်ရမှာနဲ့လုပ်ရမှာဒီနှစ်ခုပဲရှိတယ်မြတ်စွာဘုရားဟောတာဒီနှစ်မျိုးပဲဟောတာမလုပ်ရမှာနဲ့လုပ်ရမှာမလုပ်ရမှာကိုရှောင်ရမယ်လုပ်ရမှာကြတော့လုပ်ရမယ်အဲ့တော့ရှောင်ခြင်းလှုပ်ဆောင်ခြင်းဆိုတဲ့အလုပ်နှစ်ခုဟာဒါအဓိကအကျဆုံးပဲဒီနှစ်ခုမလုပ်လို့ရှိရင်ရှက်လက်ဆိုတာမရှိနိုင်ဘူးနော်ကြောင်ပြန်လုပ်နေမဲ့ဆိုရင်လည်းအကောင်းမဖြစ်နိုင်မလုပ်မှာတော့လုပ်တယ်လုပ်မှာမလုပ်ဘူးဆိုလို့ရှိရင်ရှက်လက်ကောင်းမထွက်တော့မလုပ်ရမှာကိုရှောင်ပြီးတော့လုပ်ရမှာကိုလုပ်ရမယ်မလုပ်ရမှာလုပ်နေတယ်လုပ်ရမှာကြတော့မလုပ်ဘူးဆိုအကျိုးဆုံးရှုံးခြင်းဟာတူတူပဲဖြစ်တယ်လောကမှာလူတွေကတူတဲ့တူပြောကြတဲ့အခါမှာလူတယောက်ဒုက္ခရောက်ပြီဆိုဘယ်လိုပြောတော့ဒီလူကမလုံးသင့်တာတွေလှုပ်တာကိုဒါကြောင့်မို့အပြစ်ရောက်တယ်လို့ပြောတာဒါပေမဲ့လောကလူတွေပြောလို့မရှိတဲ့စကားတစ်ခုရှိတယ်ဘာတော့လဲလှုပ်သင့်တာမလှုပ်လို့ဆိုတာမျိုးချက်သိပ်ပဲပြောမလှုပ်သင့်တာလှုပ်လို့ပဲပြောတာများတယ်နော်အဲ့ဒီနှစ်ခုဟာအကျိုးတူတူပဲမလှုပ်သင့်တာလှုပ်ရင်လည်းအပြစ်ရောက်တယ်လှုပ်သင့်တာကိုမလှုပ်ဖဲနေလို့ရှိရင်လည်းအပြစ်ဖြစ်တယ်ပြောစာပေကျမ်းကမှာတော့အဲ့ဒါလေးကိုရေးထားတာရှိတယ်ပါဠိစာပေမှာအကတ္တပကရဏံဝိယကတ္တပကရဏံပိဒောသောယေဝတဲ့သူပြောတဲ့စကားလုံးကအကတ္တပဆိုမလို့သင့်တာကိုကရဏလှုပ်တာဟာမလို့သင့်တာကိုလှုပ်တာလို့ပဲတဲ့ကတ္တပကရဏံပိကတ္တပအကရဏံပိလှုပ်သင့်တာမလှုပ်တာဟာလည်းပဲဒောသောယေဝအပြစ်ပဲလူတွေကတရားဥဒ္ဓပြစ်တင်မလှုပ်သင့်တာလှုပ်တာပဲပြောတယ်လှုပ်သင့်တာမလှုပ်ဘူးဆိုရင်တော့သိမပြောကြဘူးမမြင်ကြဘူးပေါ့နော်
လူတယောက်ဆင်းရဲနေတယ်လှုပ်တဲ့နာမလှုပ်လို့လည်းဖြစ်တယ်မလှုပ်တဲ့နာလှုပ်နေလို့လည်းဖြစ်တယ်မလှုပ်တဲ့နာလှုပ်တာကိုတော့လူကအသိတယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနေတာကြတော့သိမသိဘူးအဲ့ဒီနှစ်ခုအတူညီသောဆိုးကျိုးကိုဖြစ်ပေါ်စေတယ်လို့ဆိုလိုတာပေါ့နော်အကျိုးမရတာကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲကြောင့်မို့မြတ်စွာဘုရားတရားတော်တွေကိုသိချာနိုင်မှတ်သားပြီးတော့လှုပ်တဲ့နာလှုပ်ခြင်းနဲ့မလှုပ်တဲ့နာကိုရှောင်ခြင်းဆိုတဲ့ဒီနှစ်ခုဟာစိုက်ပိုင်ဆက်ပဲရှင်တွဲပြီးသွားနေရမယ့်ကိစ္စတစ်ခုပဲကိုယ်ဘဝမှာစိုက်ပိုင်ဆိုင်ဟိုဘက်ဒီဘက်တစ်ဖက်ကမလှုပ်တဲ့နာကိုရှောင်မယ်တစ်ဖက်ကလှုပ်တဲ့နာကိုလှုပ်နေရမယ်ဒီနှစ်ခုကသွားနေရမှာပဲအမြဲတမ်းအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားပုဂ္ဂိုလ်လေးမျိုးခွဲဟောထားတယ်ရှေးကြောင်းခရီးလိုပဲပြောကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ပဲပြောဘဝခရီးတန်တရားခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေဟာဒီအဆိုးဘက်ကိုသွားနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အကောင်းဘက်ကိုဆန်တက်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဘဝခရီးမှာရှေးဆုံးကိုစုံမျောနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့ရေဆန်တက်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီနှစ်ခုပုဂ္ဂိုလ်နှစ်ခုစလုံးဟာသူကရှက်တိနေတာမဟုတ်ဘူးရှက်တိနေတာတယောက်ကမျောဆင်းနေတယ်စုံဆင်းနေတယ်စုံဆင်းနေကြတယ်ဆိုကြတဲ့သူကတိုးတက်မှုမရှိဘူးမျောချနေတယောက်ကဆန်တက်နေတယ်ဘဝမှာလည်းပဲလူဟာဒီလိုပဲနှစ်မျိုးရှိတယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့မျောနေတဲ့စုံမျောသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးကောင်းအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်ရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျဆင်းသွားတဲ့ပုဂ္ဂိုလ်ရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးထက်တက်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်တန်မြာခရီးမှလည်းဒီတိုင်းပဲဆုပ်ယုပ်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်တိုးတက်လာတဲ့ပုဂ္ဂိုလ်ရှိတယ်ဒါအတဲ့အကျကိုကြည့်ပြီးတော့ဆုံးဖြတ်တဲ့ပထမပုဂ္ဂိုလ်နှုတ်ပဲနောက်ပုဂ္ဂိုလ်တူကြတော့ဆန်းတက်ခြင်းစုံမျောခြင်းဆန်းတက်ခြင်းဒီလိုရွေးရှားနေတဲ့သဘောမရှိတော့ဘဲနဲ့ရှက်တိသွားတဲ့ပုဂ္ဂိုလ်ရှိတယ်တည်ငြိမ်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်သူကဆန်းတက်တာလည်းမဟုတ်တော့ဘူးမျောချနေတာလည်းမဟုတ်ဘူးဆုပ်ယုပ်နေတာလည်းမဟုတ်ဘူးကြီးပွားသွားတာလည်းမဟုတ်ပဲနဲ့ရပ်တန့်သွားတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒါလို့ဘဝခရီးထဲမှာပုဂ္ဂိုလ်တွေမျိုးမျိုးစဉ်းစားလို့ရတယ်ပေါ့နော်ဒီနေ့မှာတော့မြတ်စွာဘုရားရဲ့ရှိရွက်ချက်ကရှင်းပါတယ်ဘုန်းကြီးတို့တွေကိုယ့်အကိုစဉ်းစားကြည့်နိုင်အောင်လို့မြတ်စွာဘုရားကအနုသောတာဂါမိဆိုတဲ့ပထမပုဂ္ဂိုလ်ကိုရှင်းပြတယ်အနုသောတာဆိုတာသောတာဆိုတာရေစီးကိုပြောတယ်အောက်ကိုစုံဆင်းနေတဲ့ရေစီးကိုအနုသောတာလို့ခေါ်တယ်အနုသောတာဂါမိခါမိဆိုတာလိုက်သွားတဲ့ပုဂ္ဂိုလ်အနုသောတာဆိုတာရှေးဆုံးနောက်လိုက်သွားတဲ့ပုဂ္ဂိုလ်အစုံနောက်လိုက်သွားတယ်ဆိုတာတဖြည်းဖြည်းနှိမ့်ကျသွားတယ်သူကလို့ဆိုလို့ရှေးဆုံးဆိုတာတဖြည်းဖြည်းနှိမ့်ကျသွားတာဘာလို့ဆိုတော့ရေဆိုတာအပြင်းရနေနှိမ့်ရကိုစီတာကိုအဲကြောင့်မို့တဖြည်းဖြည်းနှိမ့်ကျသွားတဲ့ပုဂ္ဂိုလ်တန်တရားထဲမှာတဖြည်းဖြည်းနှိမ့်ကျသွားတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲအဲ့ဒါကိုဘာမှလို့ပြောတဲ့အခါကျတော့ရှေးဆုံးမျောတဲ့ပုဂ္ဂိုလ်ဖြည်းနှိမ့်ကျသွားတယ်
အဲ့ဒီပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးဆိုမြတ်စွာဘုရားနှစ်ချက်ပြောထားတယ်ကာမိစပရိသေဝတိပါပိစကမ္မံကရောတိပျော်ပျော်လေးနေတယ်အကုသိုလ်လည်းလုပ်တယ်ကာမဆိုတာတချို့နားလဲနေတာတစ်မျိုးဖြစ်နေတယ်ကာမရဲ့အဓိပ္ပာယ်ပါတော့ဆိုလူချင်းစရာအာယုန်တွေနဲ့ပြောနေတာကိုကာမလို့ခေါ်တယ်ဥပမာမျက်စိနဲ့ပြောစရာအာယုန်ကိုရှာပြီးတော့ပြောနေတယ်မျက်စိကမြင်ရတဲ့အဆင်းအချို့သောအဆင်းအာယုန်တွေဟာပြောစရာကောင်းတယ် sensual pleasure လို့ခေါ်တယ်နော်စိတ်ဝင်စားစရာကောင်းတယ်ခုခေတ်ဆိုပိုများတော့မျက်စိနဲ့မြင်ရတဲ့တည်းပဲဒီတွေ့တာစရာမမောစရာလိုချင်စရာတွေအများကြီးရှိတယ်မျက်စိတွေမှာနှစ်သက်စရာလိုချင်စရာလူတိုင်းကသဘောကျတဲ့အရာတွေအတန်ထဲမှာလည်းပဲနှစ်သက်စရာမျက်နှာစရာလိုချင်စရာအတန်တွေအနတ်ထဲမှာလည်းပဲနှစ်သက်စရာလိုချင်စရာမျက်နှာစရာအနတ်တွေအရာသာထဲမှာဆိုတော့ပိုးစုံတော့ပေါ့ခုခေတ်မှာကွီစိန်မျိုးစုံနဲ့ကိုအိမ်ချက်တာနဲ့ဘယ်သူမှမချစ်တတ်ဘူးကောင်းပြီဆွဲဆိုင်ရွေးရှာရဲ့အရာသာတဲ့ကောင်းတဲ့ကောင်းအောင်လုပ်နေကြရသတနာရှာပေါ်မှာအရာသာခံလို့ကောင်းတဲ့အရာတွေနဲ့ပျော်မွေ့နေတာနောက်ဖုဒ္ဓဘာယုံအထီးတွေ့တွေနဲ့ပတ်သက်ပြီးတော့အမျိုးစုံခံစားတယ်အဲ့ဒါကိုကာမလို့ခေါ်တာနော် sensual pleasure အစင်အတန်အနံ့အရသာအထီးတွေ့ဒါပဲလေပစ္စည်းတွေနာမည်တက်လို့ကတော့မကုန်ဘူးလေပစ္စည်းနဲ့နာမည်မတက်တော့ဘူးသဘာဝနဲ့ပဲနာမည်တက်လိုက်တယ်အဲ့လိုဆိုရင်မဆုံးနိုင်တော့ဘူးပြောရင်ပစ္စည်းနဲ့ပြောမယ်ဆိုရင်မဆုံးနိုင်အဲ့တော့လူတွေရဲ့အာယုံခံစားတာဟာအစင်းတန်အနံ့ရတာနော်အစင်းအတန်အနံ့အရတာအထီးတွေ့ဒီငါပြုတ်ပဲရှိတယ်အလုံးကဒီထဲမှာဝင်သွားတာအဲ့ဒါတွေနဲ့ကျင့်납ပြီးအဲ့ဒါတွေကိုရှာပြီးအဲ့ဒါတွေကိုခံစားနေတယ်အဲ့ဒါကိုကာမေစပရိသေဝတိလို့ပြောတာနော်ကာမေစပရိသေဝတိကိုယ်ဒါရှင်းလေးပဲ sensual pleasure လို့ခေါ်တယ်နှစ်သက်ကျင့်납ဖွယ်အာယုန်တွေပေါ်မှာတွေ့တာနေတယ်မမောနေတယ်စိတ်ဝင်စားနေတယ်အဲ့ဒါကာမိစပတိသေဝတိပဲအဲ့ဒီခံစားဖို့အတွက်လူတွေဟာဘာလို့ကြလဲခံစားရုံနဲ့မကဘူးပပိစကရောတိကမ္မပပိစကမ္မကရောတိတဲ့အောက်တန်းကြတဲ့အလုပ်တွေလည်းလုပ်တယ်အောက်တန်းကြတယ်ဆိုတာမမြင့်မြတ်တဲ့သူတော်စင်တွေမလုပ်တဲ့အလုပ်မျိုးတွေအောက်တန်းကြတဲ့အလုပ်လို့ခေါ်တယ်။ကောင်းမှုအကုသိုလ်တွေလည်းလုပ်တယ်။အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုအနုသောတဂမိရှေးဆုံးပဲလိုက်နေတဲ့ပုဂ္ဂိုလ်တွေစုံဆင်းနေတဲ့ပုဂ္ဂိုလ်တွေလို့ပြောတာ။ဒါကိုကြည့်ရမှာငါစုံဆင်းနေတာလား။ငါမျောလိုက်နေတာလားဆိုတော့ဒီနှစ်ချက်နဲ့ပဲတိုင်းတာနော်ပြောစရာအာယုန်နေနဲ့ပြောနေသလားမဟုတ်တာတွေလုံနေသလားအကုသိုလ်လုပ်တွေကိုလုပ်နေသလားဒီနှစ်ခုဆိုလို့ရှိရင်တော့ကိုယ်ကစုံစင်းနေတဲ့ပုဂ္ဂိုလ်ပဲတနေ့ပြီးတနေ့အောက်ရောက်သွားတာပဲသူကထီလမ်းကြောင်းလိုက်ရင်တနေ့ပြီးတနေ့အောက်ပဲရောက်သွားမှာပေါ်ပြတ်တက်မှာမဟုတ်ရှေးဆုံးမျောနေတယ်လို့သူတို့ဆိုလို့တယ်ဒါက majority တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအများစုဒီတိုင်းပဲများဒီတိုင်းပဲများလောကကြီးမှာလိုက်ကြည့်ဒီတိုင်းပဲများဘုန်းကြီးတို့ဂျာမနီ
2006ခုနှစ်ကလာမသိဘူးကျောင်းနေရောက်တော့အဲ့ဒီမှာဘာနဲ့တော့ဆုံတော့ဆိုလက်ပါရိဆွဲပွဲကြီးနဲ့တော့ဆုံတာချစ်တဲ့ပွဲကြီးတစ်ခုပေါ့နော်ချစ်သူတို့ရဲ့ချစ်တဲ့ပွဲလားမသိပါဘူးလက်ပါရိလို့ခေါ်တယ်သူတို့ဥရောပလူတွေတော်တော်များများအဲ့ဒီကိုလာကြတယ်ပါဠိမျိုးမှာဆုံကြတာနဲတာမဟုတ်ဘူးတော့ဘုန်းကြီးကတော့ဘယ်လိုလုပ်သိလဲလို့ဆိုတော့အဲ့ချိန်မှာပြီးတော့မှသင်္นานပို့ချတာပါဠိမျိုးမှာအဲ့ဂျာမန်ဘုန်းကြီးတွေပါသူစိတ်တဒုက္ခစိတ်တဘုန်းကြီးကနေပြီးတော့ဆရာတော်ကိုပြမယ်တဲ့လာပါအောင်နဲ့ဆိုပြီးတော့ဗီဒီယိုဖွင့်ပြတာဓာတ်ပရိတ်ပါလူတွေလာကြပုံကခုန်နေကြပုံကိုအဲ့ဒါပြောပြလို့အပါလေမျိုးကြီးမှာအကြီးကျယ်လုပ်တယ်ပွဲပဲအဲ့တော့အပျော်ပါးကိုဘယ်လောက်နှစ်သက်ကြတယ်ဆိုတာဟိုဝေကြီးတွေကနေလာကြတာအဲ့လိမ်မြန်နေဆိုမရနိုင်ဘူးစောကြီးကနေလှုပ်ဖုတ်ကင်လှုပ်ထားအဲ့ဒီရက်မှသွားလို့မရတော့ဘယ်လောက်တယောက်များစထားတွေပြည့်လမ်းတွေပြည့်လိမ်မြန်ခကြီးတွေအကုန်ပြည့်ဒီလက်ပါရိတ်ပွဲတော်လာကြတာဟိုရောက်တော့လည်းမလုပ်ကြတာတော့ဆိုလမ်းပေါ်မှာကာကြခုန်ကြအဲ့တော့အခုမြတ်စွာဘုရားဟောတာအဲ့ဒါခြုံပြောလိုက်တာပဲကာမေသပတိသေဝတိပြောစရာတွေနဲ့လည်းပြောတယ်ပပင်းစကရောတိမကောင်းတာတွေလည်းလှုပ်တယ်အဲ့ဒီပုဂ္ဂိုလ်ကစုံမျောနေတဲ့ပုဂ္ဂိုလ်တဲ့ဒါပြင်အဲ့ဒီပုဂ္ဂိုလ်နဲ့မတူတဲ့ပုဂ္ဂိုလ်ဆန်တက်တဲ့ပုဂ္ဂိုလ်ပတိသောတာခာမိလို့ခေါ်တယ်ပတိသောတာဆိုတာရေဆံသောတာကရေစီးကြောင်းပတိဆိုတာဆန့်ကျင်မဲ့အပြန်ဆန်တက်တဲ့ဟာခာမိရေဆံဘက်ကိုသွားတဲ့ပုဂ္ဂိုလ်တဲ့တာမန်လူတွေလုံနေတဲ့အများစုလုံနေတဲ့အလုပ်တွေကိုသူကတော့မလုပ်ဘူးကာမေသနပတိသေဝတိအဲ့ဒီပျော်ပါးတွေနဲ့မလိုက်စားဘူးသူပျော်ပါးတွေရှောင်းတယ်ပါပိစနာကရောတိမကောင်းတဲ့အကုသိုလ်တွေကိုလည်းသူမလုပ်ဘူးမဟုတ်တာတွေလည်းမလုပ်ဘူးဘာလို့တုံးဆိုသဟာပိဒုက္ခေနသဟာပိဒေါမနတေနအတုမူခောရူပထမာရောပရိပုံဏပရိသုဒ္ဓဗြဟ္မစရိယစရတိဆိုမြတ်စွာဘုရားချမှတ်ပေးထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုချိန်မိတ်ပြီးတော့ကြိုးစားပြီးတော့ကျင့်ကြံနေတယ်လို့သူတို့ဆိုလို့တယ်အဲ့ဒီမှာအခက်ခဲတွေဘလောက်ကြုံတာဘိဒုက္ခိနာဆင်းရဲဒုက္ခတွေဘလောက်ကြုံအောင်ဤနေတယ်စိတ်ဆင်းရဲတာတွေနဲ့ဘလောက်ကြုံအောင်ဤနေတယ်မြေကြလောက်အောင်ဒုက္ခရောက်ပြီမဲ့လို့အောင်ဤပြီးတော့တရားကိုကျင့်နေတဲ့ပုဂ္ဂိုလ်တဲ့အောင်ဤသိခံပြီးတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကာမဂုဏ်အာယုန်တွေကိုမျက်နှာလွှဲတယ်အကုသိုလ်တွေကိုရှောင်တယ်ရှောင်ပြီးတဲ့အခါဘယ်ဖို့နေပါရဖို့ဆိုပြီးတော့အပူရင်းကျိုးပန်းအထုတ်နေတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောလို့တာနော်အခက်ခဲပေါင်းများစွာဘလောက်ပဲကြုံအခက်ခဲတွေကိုရင်ဆိုင်ပြီးတော့ကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့တာလို့ဆိုလို့ပြည့်စုံအောင်ကြိုးစားအထုတ်တယ်အဲ့ဒီပုဂ္ဂိုလ်ဟာပရိသောတခါမိဆန်တက်နေတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာရှိရလားဘုရားလောင်းရဲ့ဒီဘုရားဘင်ကိုပဲကြည့်လိုက်ပေါ့ဘုရားလောင်းတော့ဟာ
16နှစ်ရွယ်နေပြီးတော့29နှစ်အထိဆိုတော့မင်းသားဘဝနဲ့အိမ်အောင်ပြုပြီးတော့လူတော်ကလူစည်းစိမ်ကိုခံစားနေတဲ့အချိန်ဟာဒါအနုသောတာပြောမယ်ဆိုရင်ကမ္ဘောအာယုန်နေနဲ့ပြောနေသည့်အတွက်ကြောင့်အနုသောတာကပြီလို့ပြောတယ်ဒါက29နှစ်မှာတောထွက်ပြီးတော့တောထဲမှာငါငါပြက်ပြက်ပန်းခံပြီး6နှစ်ဒီပါဒုက္ခရစရိယကျင့်တယ်အဲ့ဒါကြတော့ပฏิသောတာဂါမိနော်ရှေးဆန်တက်အတော်နဲ့လမ်းကြောင်းမတွေ့သည့်အတွက်ကြောင့်အံ့ကျိတ်ပြီးတော့လောက်ရတဲ့အကောင်းလုံးဒါတွေကပင်ပန်းခဲရင်စွာအသိဉာဏ်တစ်ခုရဖို့အတွက်ကြိုးစားအထောက်အဲ့ချိန်ကဒါပฏิသောတာဂါမိပဲဒါဖះလောင်းဘဝနဲ့ဆက်ဆက်ချိမဲ့ဆိုရင်အဲ့လိုတွေ့ရမိသားစုဘဝမှာနေတော့ငါအနုသောတာဂါမိတောထွက်ပြီးတော့တရားကျင့်တဲ့အခါမှာဒါပฏิသောတာဂါမိဖြစ်သွားတယ်အဲ့တော့ဒီနှစ်ခုကအနုသောတာဂါမိလို့ဆိုတာသာမန်ပုထုဇဉ်အများစု majority ဒါတွေကိုပြောတာလို့နောက်ပฏิသောတာဂါမိဆိုတာတော့သောတာပန်ဖြစ်ဖို့ကြိုးစားနေတဲ့သဂရဂံဖြစ်ဖို့ကြိုးစားနေတဲ့တရားဓမ္မကျင့်နေတဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေကဒါပฏิသောတာဂါမိပဲရောက်လာရှင်းစံဘက်တက်လာနော်ရှင်းစံဘက်တက်ပြီးတော့ပြောစရာအာယုန်နေနဲ့မနေဘူးမကောင်းမှုအကုသိုလ်တွေမလုပ်ဘူးတရားကျင့်တယ်အဲ့ဒီပုဂ္ဂိုလ်တွေရေးစံဘက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့နောက်နံပါတ်3ကျတော့ထိတ်တတ်တော်တယ်ရက်တည်သွားတဲ့အခြေအနေတစ်ခုကိုရရှိတဲ့ပုဂ္ဂိုလ်တည်ငြိမ်တဲ့အခြေအနေတစ်ခုကိုရရှိသွားတဲ့ပုဂ္ဂိုလ်ခုနလိုရေစုံမျောတာလည်းမဟုတ်ဘူးရေဆန်တက်နေတာလည်းမဟုတ်ဘူးတည်ငြိမ်မှုရသွားတဲ့ပုဂ္ဂိုလ်ရက်တည်မှုရက်တည်တဲ့သဘာဝရှိသွားတဲ့ပုဂ္ဂိုလ်ဆိုအဲ့ဒီပုဂ္ဂိုလ်ကျတော့မြတ်စွာဘုရားဒီနေရာမှာအနာဂံပုဂ္ဂိုလ်လို့ခေါ်တာနော်အနာဂံဖြစ်သွားရင်စုံမျောခြင်းဆန်တက်ခြင်းမရှိတော့ဘူးရက်တည်သွားတယ်သူကအဲ့ဒါကိုတော့ဘယ်လိုပြရအောင်ဆိုပိစန္နာဩရပကိယနံတန်ယောစနနာပရိခေယသူမှာအောက်တန်ယောစဉ်5မျိုးဖယ်လိုက်တယ်တန်ယောစဉ်က10ခုရှိတယ်10မျိုးရှိတယ်အဲ့10မျိုးဟာဥပမာနဲ့ပြောမှဆိုရင်တရားဝါဒီမှာအောက်ပိုင်းခြေထောက်မှာခြိထားတဲ့ကြိုးက5ချောင်းခေါင်းပိုင်းမှာခြိထားတဲ့ကြိုးက5ချောင်းခေါင်းပေါ်ခြိထားတဲ့ခေါင်းပိုင်းမှာအထက်ပိုင်းမှာခြိထားတဲ့ကြိုးတွေကအထက်ဆွဲတင်တယ်အောက်ပိုင်းမှာခြိထားတဲ့ကြိုးတွေကအောက်ကိုဆွဲချတယ်အဲ့တော့သို့တော့အောက်ကိုဆွဲချတာတွေကပိုအားကောင်းမွန်ရနော်ပိုအားကောင်းတယ်အောက်ကျိုးမရှိမှသာအထက်ဆွဲတင်တာဖြစ်မှာတစ်ခုလုံးဆွဲရင်တော့ပြတ်ပါသွားလိမ့်မယ်အပေါ်လည်းဆွဲအောက်ကလည်းဆွဲဆိုတာတော့မဟုတ်ဒါဥပမာတစ်ခုအနေနဲ့သူကပြောတာပေါ့အဲ့တော့ဩရပါကိယဥဒ္ဓံပါကိယလို့နှစ်မျိုးခွဲတယ်သားစဉ်ဩရပါကိယဆိုတာဒီကာမဘုံအောက်ပိုင်းတွေကိုရည်ညွှန်းတယ်ဥဒ္ဓံပါကိယဆိုတာဗြဟ္မပြည်ကိုရည်ညွှန်းတယ်ကာမဘုံနဲ့ရူပအရူပဗြဟ္မဘုံတွေနှစ်ပိုင်းခွဲထားတဲ့သဘောအနေထားချင်းလည်းဒါကွာတယ်လေကာမဘုံဆိုတာလူဘုံပဲဖြစ်ဖြစ်နတ်ဘုံပဲဖြစ်ဖြစ်ပြောစရာရှာနေတဲ့ဘုံတွေပဲဒီဘုံတွေကမျက်စိနဲ့ကြည့်နားနဲ့နားထောင်ပြောစရာတွေပဲရှာနေတဲ့ဘုံတွေဟိုဗြဟ္မဘုံကြတော့အဲ့ဒါတွေမပါတော့မျက်စိနဲ့နားနဲ့
ဒါတွေသုံးချပြီးပြောစရာမလိုတော့ဘူးသူတို့ကြတော့တကယ်ယောဂီပုဂ္ဂိုလ်တွေလိုပဲတန်တန်ပြတ်ပြတ်မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ပြပစိုးတရားတွေနဲ့နေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားပြီအဲ့ဒါပြမဘူးအဲ့တော့ရှင်းရှင်းလေးရတော့တရားကိုနှစ်ပိုင်းခွဲလိုက်တဲ့အခါမှာလူနဲ့နတ်ကအောက်ပိုင်းတစ်ပိုင်းဒါကိုကာမဘုံလို့ခေါ်တယ်ကာမဆိုတာခုနဆင့်ဆွယ် pleasure နဲ့ပြောနေကြတဲ့ဘုံဟိုတဲ့ကြတော့ပြမဘုံဆိုတာမြင့်မြတ်တဲ့စိတ်တွေစိတ်ထားတွေနဲ့ပြောနေကြတဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့ပြောမှုကပီတိပဲပီတိဘက်ခါတယ်သူတို့မှာရှာရဲ့အရသာခန္ဓာလည်းမရှိဘူးနှာခေါင်းရဲ့အရသာလည်းနှာခေါင်းနဲ့အနံ့ရှူတာလည်းမရှိဘူးလျှာနဲ့အရသာခန္ဓာခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့အရသာခန္ဓာလည်းမရှိတော့မျက်စိနဲ့နားပဲပါတော့တယ်ကျန်တဲ့ဟာတွေကနှာခေါင်းနဲ့အနံ့မရဘူးဆိုခုခေတ်မှာတော့နှာခေါင်းနဲ့အနံ့မရရင်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆိုပြီးတော့ကြောက်နေကြပြမာတွေအနံ့မရဘူးပဲနှာခေါင်းနဲ့အနံ့မခံဘူးပြမာတွေကလျှာနဲ့ရတာမခံဘူးကိုယ်ကာယနဲ့ရတာမခံဘူးသူတို့မှာအရိပတာရတွေမပါဘူးအဲ့ဒါတွေကတက်တက်ဆင့်ဆွယ် pleasure နဲ့ပတ်သက်တာတွေသူတို့မှာမျက်စိဖျားဖူးဖို့နာတရားနာဖို့ဒီဟာတစ်ခုတော့ရှိအဲ့တော့ဘုံနှမျိုးကိုခွဲခြားပြီးတော့ကြည့်လိုက်ကာမဘုံနဲ့ပြမဘုံကာမဘုံကဆင့်ဆွယ် pleasure နဲ့သွားတယ်ပြမဘုံကဆင့်ဆွယ် pleasure မရှိဘူးမြင့်မြတ်တဲ့စိတ်တွေသဘောထားတွေနဲ့နေကြတယ်ပီတိနဲ့နေကြတယ်အဲ့ဒီမှာဩရံပါကိယတန်စဉ်ဆိုတာကာမဘုံနဲ့မှာပျော်စီတဲ့ကာမဘုံနဲ့ချီနှောင်ထားတဲ့တန်စဉ်မျိုးဩရံပါကိယတန်စဉ်လို့ခေါ်တယ်အဲ့ဒါဘာလို့ဆိုရင်နံပါတ်1ကကာမရာဂ desire for sensual pleasure ပဲသူကအာယုံခံစားခြင်းနဲ့ဆန္ဒတွေအာယုံပေါ်မှာတွေ့တာတဲ့မမောတဲ့တဏှာတွေအဲ့ဒါကိုကာမရာဂလို့ခေါ်တယ်ကာမရာဂရှိရင်ဘာဖြစ်တော့ဆိုအလိုကြတာမကြတာဖြစ်လာတယ်အလိုမကြဘူးဆိုရင်ပြပါတာမုန်းတိမှုကလည်းနောက်ကလိုက်လာမုန်းတိမှုကနောက်ကလိုက်လာဒီတွေ့တာမှုရှိနေကာမရာဂနဲ့ပတ်သက်ပြီးတွေ့တာမှုရှိနေသမျှနောက်ကမုန်းတိမှုကလည်းပါနေတော့ကာမရာဂနဲ့ပြပါတာတွဲထားတာအဲ့ဒါအဲ့တော့အနာဂံဖြစ်သွားပြီဆိုလို့ရှိရင်ကာမရာဂဆိုတာ sensual pleasure desire for sensual pleasure ဆိုတာမရှိတော့ဘူးပြပါရဆိုတဲ့မုန်းတိမှုကမရှိတော့ဘူးလို့ဆိုလို့အဲ့တန်ရစဉ်တစ်ခုပြုတ်သွားပြီးတဲ့အခါကျတော့ခန္ဓာကိုယ်ပေါ်မှာကိုယ်ကာယနဲ့ပတ်သက်ပြီးတော့အတ္တဆိုတဲ့အယူဆပျောက်သွားတယ်ရဲတဲ့မမြဲဘူးဆိုတာခန္ဓာ၅ပါးဟာခန္ဓာ၅ပါးများသာဖြစ်ပြီးတော့အတ္တဆိုတဲ့မာယနဲ့တက္ကရာဒိဋ္ဌိဆိုတဲ့တရားစမရှိတော့မမှန်ကန်တဲ့အကျင့်တစ်ခုဖြင့်လူရဲ့စိတ်ဟာဖြူစင်နိုင်တယ်ဆိုတဲ့သီလပတ္တပရမတ္တအကျင့်စောင့်တည်မှုနဲ့အလေးထားအကျင့်ပေါ်မှာမှားယွင်းစွာသုံးသပ်မှုဆိုတဲ့တရားစမရှိတော့လူဘုလူလောကကြတာအမတန်ဆန်းတဲ့အဲ့ဒီတရားစကအကျင့်နဲ့ပတ်သက်တယ်အမျိုးစုံပဲကဘာတွေတုံးဆိုလို့ရှိရင်နိုင်ငံခြားလူတွေကတော့အဲ့ဒီသီလပတ္တပရမတ္တကိုအနောက်တိုင်းကလူတွေဘလို့ပြန်တော့ royal ritual နဲ့ပြန်တယ်သူတို့အမှန်တော့အဲ့ဒါမမှန်ဘူးသီလဆိုတာအလေးထားတစ်ခုဝတ္တဆိုတာအဲ့ဒီအလေးထားကိုခံယူဆောက်တည်ထားသီလပတ္တနှစ်ခုပေါင်းလိုက်တာသီလဆိုတာအလေးထားတစ်ခုဝတ္တဆိုတာအဲ့ဒီအလေးထားကိုဆောက်တည်တာခံယူတာစင်ကြယ်မှုအနေနဲ့ခံယူပြီးတော့ပရမတ္တလောလောမမထင်မြင်ယူဆတာအဲ့ဒါကိုပေါင်းပြီးသီလပတ္တပရမတ္တ
ပိဋကစာပေမှာဖွဲ့နေဟာရဲရေကျွေပြောတာမဟုတ်ဘူးသူကဘာလို့ဆိုလို့ရှိရင်လူတွေကအတွေ့အပြောဆုံးရှိတယ်ခွေးလူနေခွေးလူကျင့်ခွေးလူကြံလို့ရှိရင်နောက်မှခွေးဖြစ်မဲ့အကုသိုလ်တွေမရှိတော့ဘူးအကုသိုလ်တွေကုန်နိုင်တယ်နွားလူနေပဲနွားလူကျင့်ပြီးတော့နွားလူနေလို့ရှိရင်အကုသိုလ်တွေကုန်သွားနိုင်တယ်လို့အဲ့လိုမှားယွင်းစွာဒီအလေးထားတစ်ခုပေါ်မှာမှားယွင်းစွာသုံးသပ်ပြီးယုံကြည်ပြီးစောင့်တည်ပြီးအဲ့တိုင်းလှုပ်တာကိုသီလပတ္တပရမတ္တလို့ခေါ်တယ်ပြောအိန္ဒိယမှာတော်တော်ထူးထူးဆန်းဆန်းနေတာတွေရှိတယ်ခဏလေးရှိနေတာပဲလေတော့ဒီနေရာမှာဒီသီလပရမတ္တမှာဆိုတာကနိုင် practice ခွေးလို့ကျင့်တာဖိုးပိုင်း practice နွားလို့ကျင့်အဖျားလက်ထက်ကလေးကအဲ့ခွေးလို့ကျင့်တဲ့ပုဂ္ဂိုလ်ရှိတယ်နွားလို့ကျင့်တဲ့ပုဂ္ဂိုလ်ရှိတယ်သူတို့ကခွေးလို့ကျင့်နွားလို့ကျင့်မှအကုသိုလ်တွေကုန်တယ်လို့ယူဆပြီးတော့လုပ်တာဒါသူတို့ခံယူချက်ခဏခေတ်မှလည်းပဲအိန္ဒိယမှာအေးဘေးဆိုရရာသီမှာရေချိုးလို့ရှိရင်တနစ်တာလှုပ်ထားတဲ့အကုသိုလ်တွေအကုန်လုံးကုန်တယ်ဆိုပြီးအခုရေချိုးကြပြီဟိုမှာသိချီပြီးတော့လူတွေရေချိုးနေကြပြီချမ်းပါတယ်ဆိုမှအဲ့ဒါအလကားချိုးတာမဟုတ်ဘူးပျော်လာချိုးတာမဟုတ်ဘူးရှင်တွေကအကုသိုလ်တွေကိုဆေးကြတာအကုသိုလ်တွေကြောက်လို့ဆေးကြောကြတာကြောက်တာတော့ကောင်းပါလားဒါပေမဲ့ဒီလိုဆေးလို့ကပြောင်းမှာမဟုတ်ဘူးအဲ့လိုမှားရတဲ့အကျင့်မျိုးတွေကိုရည်ညွှန်းတာသီလပတ္တပရမတ္တဆိုတဲ့အဓိပ္ပာယ်နော်ဘုရားလက်ထက်ကကိုလည်းအဲ့လိုကျင့်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့ခွေးလိုကျင့်နေဆိုတာခွေးဘယ်လိုနေတော့လေးလာပြီးအဲ့လိုနေတာပါပဲစောက်တည်ပြီးတော့တစ်သက်လုံးခွေးလိုနေမယ်ဆိုပြီးနေတဲ့ပုဂ္ဂိုလ်တွေအမေခုခိကခွေးကနည်းနည်းအဆင့်မြင့်တယ်တထေးတွေမွေးထားတဲ့ခွေးကြအဆင့်မြင့်ဟောတမန်ခွေးလိုခွေးလင်းလို့ဖြစ်မှရအဲ့တော့ခွေးလိုကျင့်တာမှားရတဲ့အတွေ့အတော်တွေနဲ့မမှန်ကန်တဲ့အကျင့်တွေကိုကျင့်တာကိုရည်ညွှန်းတာပေါ့အဲ့ဒါလည်းတန်ဟောစဉ်တစ်ခုပဲနောက်တစ်ခုကဝိသိကိစ္စရှင်တွေကတန်တရားနဲ့မဖြေရှင်းနိုင်တဲ့အတွေ့တွေနဲ့ရှေ့ဆက်မလုံးနိုင်တာရပ်တန့်သွားတာလုပ်ငန်းစဉ်တစ်ခုရပ်တန့်သွားအဲ့ဒီမှာလည်းပဲတောက်ဆိုပြီးတော့ပြန်လေးရှိတယ်ဝိသိကိစ္စဒါလည်းမှန်ကန်မှုမရှိဘူးတောက်ဆိုတာတချို့နေရာကောင်းတယ်လေတောက်ဆိုတာတန်တရားဖြစ်တဲ့ဆိုတာပသင်္ကာရကိုပြောတာအမှားတော့ဒီတောက်ဆိုတာကဒီဝိသိကိစ္စဆိုတာကဒီအကြောင်းအရာတစ်ခုကိုမှန်သလားမှားသလားလို့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာအဖြေမထုတ်နိုင်လို့ခေါင်းရှုပ်သွားတဲ့ဟာမျိုးဆိုလို့မှန်တရားပဲဖြစ်အောင်တော့ဥပမာဖျားနဲ့ပတ်သက်ပြီးဒီအရာခသေးကိုသိတဲ့သဗ္ဗညုတညာရှိတဲ့ဖျားဆိုဟုတ်သလားစဉ်းစားရှိနိုင်သလားနဲ့စဉ်းစားအဖြေမထုတ်နိုင်ဘူးခေါင်းရှုပ်သွားတရားနဲ့ပတ်သက်ပြီးတော့ကျင့်လို့ရှိရင်တန်တရားကြီးကလွတ်တဲ့ဆိုတာဟုတ်သလားဖြေမထုတ်နိုင်ခေါင်းရှုပ်သွားအဲ့ဒီပေါ်မှာမဆုံးဖြတ်နိုင်လောက်အောင်အဟန္တာဖြစ်နေတဲ့တရားကိုဝိသိကိစ္စလို့ပြောတာဟုတ်တောက်ရိုးဒီကောင်တော့ငါမသင်္ကာဘူးဆိုတဲ့တောက်ပြောတာမဟုတ်ဘူးနော်တခါတလေအင်္ဂလိပ်လိုပြန်တဲ့ဟာတွေကပေါ့တယ်တခြားလေးနဲ့ကြည့်ပါဠိစကားရဲ့အဓိပ္ပာယ်ကဝိသိကိစ္စဆိုတာဝိသိနန္တတကိစ္စစဉ်းစားလိုက်ရင်ခေါင်းရှုပ်သွားပြီးတော့အဖြေမထုတ်နိုင်မဲ့အလုံးမဖြစ်တဲ့ဟာမျိုးဆိုလို့တယ်နော်ဖြ
ဖြေမထုတ်နိုင်လို့ခေါင်းရှုပ်ပြီးတော့ကိုလိုရမဲ့အလုပ်ပေါ်မှာရက်ဆိုင်သွားတာအဲ့ဒါဆိုးရုပ်သွားတယ်လေအဲ့ကြိုင်ဘာဝတရားကျင့်ရမှမကျင့်တော့ဘူးရှစ်ဆက်လုံးရမဲ့အလုပ်တွေအကုန်ရက်ကုန်တယ်အဲ့လိုမျိုးဝိသိကိစ္စလို့ခေါ်တယ်နော်လမ်းစုံရောက်သွားတဲ့အခါဟိုလမ်းသွားမလားဒီလမ်းသွားမလားမကွဲသွဲပြတဲ့အခါလမ်းဝထိုင်းနေရောဟိုလည်းမရောက်ဒီလည်းမရောက်သွားအဲ့လိုရက်ဆိုင်သွားစိတ်လို့သူကအပြစ်ရှိတယ်လို့ပြောတာအမှန်တော့ဝိသိကိစ္စဖြစ်လာလို့ရှိရင်ဘာနဲ့လုပ်အောင်ဉာဏ်နဲ့လုပ်အောင်အသိဉာဏ်နဲ့တစ်ခုကိုဆုံးဖြတ်ရမယ်ဆုံးဖြတ်ပြီးလုပ်ရမယ်ရှေ့ဆက်သွားရမယ်ကိုမဆုံးဖြတ်နိုင်လို့ရှိရင်ဆရာသမားနဲ့သွားလို့ဆိုလို့တယ်သူကအဲ့နာရီရက်သွားလို့ရှိရင်တော့သူကကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးအဲ့ဒါကိုလေတန်ရောစဉ်လို့ခေါ်တယ်ဝိသိကိစ္စတန်ရောစဉ်အဲ့တော့ဩရပကိယတန်ရောစဉ်၅ပါးဆိုတာဘာပြောတာတော့ဆိုကာမရာဂရေဖြာပါရရေပဋိကတန်ရောစဉ်လို့လည်းခေါ်တယ်တူတူဩရပကိယတန်ရောစဉ်ဖြာပါကာမရာဂတန်ရောစဉ်ပဋိကတန်ရောစဉ်နောက်ပြီးတော့သက္ကာယဒိဋ္ဌိသီလပတ္တပရမတ္တဝိသိကိစ္စအဲ့ဒီ၅မျိုးကဒီကာမဘုံကိုပြန်ရောက်စေတာဒီ၅မျိုးကြောင့်လူတွေဟာကာမဘုံမှာပဲတဝဲလဲဖြစ်တပဋ္ဌာကျင့်လို့အောင်သွားလို့ပြမပြေအောင်သွားလဲဒီတန်ရစင်မပါရှိသေးပြန်ဆင်းလာတယ်အဲကြောင့်ပြောတာပေါ့ပြမပြေမှာတဝင်းဝင်းဝက်စခြင်းမှာတရှုပ်ရှုပ်ဆိုပြမဘုံရောက်တဲ့အချိန်မှာကိုရောင်ကိုဟာတဝင်းဝင်းနဲ့ဝက်စခြင်းရောက်တဲ့အခါကျတရှုပ်ရှုပ်စားနေပြန်တယ်ဆိုတာတန်တရားရဲ့သဘောကိုပြောတာပါပြမသေးပြီးဝက်ဖြစ်တာပြောတာမဟုတ်ဘူးတရားကျင့်လို့ပြမဖြစ်သွားပြီမဲ့လို့ဒီကျိုး၅ကျိုးမပြတ်သေးလို့ရှိရင်ပြန်ဆင်းလာအောင်မယ်လို့ပြောတာနော်ဒီကျိုး၅ကြောင့်မပြတ်သေးပြမပြည့်ရောက်တဲ့ပုဂ္ဂိုလ်တိုင်းဟာဒီကျိုး၅မျိုးပြတ်သွားတာမဟုတ်ဘူးအနာဂတ်ဖြစ်မှဒီကျိုး၅ကြောင့်ဟာပြတ်တာအဲ့တော့ထိတ္တဆိုတဲ့ပုဂ္ဂိုလ်ကပြမဖြစ်ုံဖြစ်တဲ့ပုဂ္ဂိုလ်ထိတ္တခေါ်တာမဟုတ်ဘူးအခုပြောတဲ့ဩရံပကိယတန်ရောစဉ်၅မျိုးကုံသွားပြီးတော့ပြမပြေမှဖြစ်တယ်ပြမပြေမှာပဲပြိဋိဘံဆံသွားပြီကိလေသာတွေငြိမ်းသွားပြီအဲ့ပြမပြေကဘယ်တော့မှပြန်မဆင်းတော့မဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကိုထိတ္တရှက်တန့်သွားတဲ့သဘောရှိတဲ့ပုဂ္ဂိုလ်လို့နံပါတ်3ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ပဲရေဆုံးမျောတာလည်းမဟုတ်ရေစံတက်တာလည်းမဟုတ်ဘူးသူရက်တန့်သွားပြီငြိမ်သွားပြီလို့ဆိုလို့တယ်အနာဂတ်ပုဂ္ဂိုလ်ရည်ညွှန်းတယ်နော်ထိတ္တမြတ်စွာဘုရားလက်ထက်ကအနာဂတ်ဥပဒကဥပဒိကမတွေအများကြီးပဲရှိတယ်အနာဂတ်ဖြစ်ပြီးတော့ဘုန်းကြီးမို့ဘူးသီလရှင်မို့ဘူးသူတို့ပဲဖရာသောအကြောင်းတဲ့တရားနာပြီးနေကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့လိုနေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကထိတ္တရှက်တိတဲ့သဘောရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောတာအဲ့တော့နောက်ဆုံးပုဂ္ဂိုလ်ကြတော့ဒီပုဂ္ဂိုလ်တွေကအလုံးတန်တရားထဲမှာရှိနေသည့်အတွက်ကြောင့်ဥပမာပဲရှေးရေထဲမှာရှိနေတုံးပဲလို့ဒီလိုပြောရမှာဒီပုဂ္ဂိုလ်တွေကရေစုံဆင်းတဲ့ပုဂ္ဂိုလ်ရေစံတက်တဲ့ပုဂ္ဂိုလ်ထောက်တရားယတ္တမှုသဘောရသွားတဲ့ပုဂ္ဂိုလ်ဒါတွေကတန်တရားထဲမှာရှိနေတုံးနောက်ဆုံး၄နံပါတ်ပုဂ္ဂိုလ်ကြတော့မြတ်စွာဘုရားဘာတော့ဆိုတိန်နောကူးလိုက်ပြီးဟိုဘက်ကိုရောက်သွားပြီပါရင်ကတော်တိန်နောပါရင်ကတော်ဖြတ်ကူးလိုက်လို့ကမ်းမော်ရောက်သွားပြီထလေတိဋ္ဌတိဖြစ်မနောတဲ့ဖြတ်ကူးလိုက်လို့ကမ်းရောက်သွားပြီကုန်းမော်ရောက်သွားတယ်သူတော်စင်လို့ပြောတာအပုဂ္ဂိုလ်တူရှည်တွေက3ဦးကုန်းမော်ရောက်သွားတာ2ဦးအတန်ရခီးသွားနေတဲ့ထဲမှာရေထဲမှာရှိနေတာ3ဦး
တူကတော့မျောနေတယ်တူကဆန်တက်နေတယ်တူကတော့ထောက်တရရပြီးတည်ငြိမ်သွားတယ်နောက်တူကတော့ကမ်းမော်ရောက်သွားပြီကုန်းမော်မှာရောက်နေပြီအဲ့ဒီပုဂ္ဂိုလ်ကဘယ်သူကိုပြောတာတော့ဆိုကိလေသာအာသဝတွေကုန်ပြီးတော့ယန္နာဖြစ်သွားတဲ့ပုဂ္ဂိုလ်တဲ့မြတ်စွာဘုရားကအဲ့လိုပုဂ္ဂိုလ်အသီးသီးကိုဒီသုတ္တမှာဒီလိုဟောတာဖြစ်တယ်ဒါကprose လို့ခေါ်တဲ့စကားပြေနဲ့ဟောတဲ့တရားပေါ့နော်စကားပြေနဲ့ဟောတဲ့အခါမှာအဲ့လိုဟောတယ်ဟောပြီးတော့ခါရဗဏနဲ့ဟောတာလေးနည်းနည်းနားထောင်ကြည့်အောင်ခါရဗဏနဲ့ကြပြနဲ့ဟောတာကြတော့ရှေကေစီကာမေတုအတ္တညတသနာဘယ်သူပဲဖြစ်ဖြစ်ပြောစရာအာယုန်ဒီပေါ်မှာကိုယ့်ကိုထိမ့်သိမ့်မှုမရှိတဲ့ပုဂ္ဂိုလ်တွေတဲ့ပြောစရာရှိပြောမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဘာမှအထိန်အကွက်မရှိပြောတဲ့ပုဂ္ဂိုလ်တွေအဝိတရာဂဣဒကာမဘောဂိနောတဏှာရာဂမကင်းလို့ကံကုန်ချမ်းသာခံစားနေတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ခုနရည်စုံသွားနေတဲ့ပုဂ္ဂိုလ်တွေဟာပုဏ္ဏပုဏ္ဏဇာတိစရူပကမိတေသူတို့ဟာဘဝခရီးမှာအဖန်တလဲလဲဝေးဖွာပြီးအဖန်တလဲလဲအိုခြင်းဆိုတဲ့တန်တရားအတိုင်းပဲဖြစ်လိုက်အိုးလိုက်နဲ့သိလိုက်နဲ့ဒီလိုသွားနေကြမယ်တဲ့တဏှာဓိပန္နာအနုသောတခမိနောတဏှာရဲ့ဒီလွှမ်းမိုးချုပ်ကိုင်မှုအောက်မှာသူတို့ကမျောပြီးရင်မျောနေတဲ့ပုဂ္ဂိုလ်တွေပဲတဏှာဓိပန္နာအနုသောတခမိနောတဏှာရဲ့ချုပ်ကိုင်မှုအောက်မှာတွန်းလှန်ခြင်းမရှိလို့ရှေ့ဆုံးမျောပြီးရင်မျောနေတဲ့ပုဂ္ဂိုလ်တွေဖြစ်မယ်ဒါကြောင့်မို့နောက်တစ်ခါထားကြတော့တတ္တမဟိဒီတော့ဣတုပထိတတတိဒီမြတ်စွာဘုရားရဲ့သာသနာတော်မှာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့တတိတရားရရှိလာကြတယ်တတိထားလာကြတယ်တတိထားပြီးတော့ကာမေသပပေသအသေဝမနောပြောစရာလည်းမပြောတော့ဘူးမဟုတ်တာတွေလည်းမလုပ်ကြတော့ဘူးဒါဟပိဒုက္ခိနဇဟိယကာမေအံ့ကျိတ်ပြီးတော့အပျော်ပါးတွေကိုမလိုက်စားကြတော့အံ့ကျိတ်ပြီးနေကြတယ်သိခံပြီးတော့ဒီအပျော်ပါးတွေကိုဆုံးလွတ်ကြတယ်မကောင်းမှုအကုသိုလ်တွေကိုဆုံးလွတ်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကြတော့ပฏิသောတဂါမိတမဟုတ်ပုဂ္ဂလာရှေဇံတက်လာတဲ့ရေဇံတက်နေတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုဆိုရမယ်နောက်တတိယကြတော့ယောဝေကိလေသာနိပဟာယပင်စာတယ်ခုနအောက်ကိုဆွဲချတတ်တဲ့သားစဉ်၅မျိုးကိလေသာတွေကိုပယ်ပြီးတော့ပရိပုံဏသင်္ခောအပရိဟာဏဓမ္မောပြပြဝဝကျင့်စရာတွေကိုကျင့်ပြီးဘယ်တော့မှပြန်လဲဆွေးရသွားမှုမရှိတဲ့စေတောဝသိပ္ပတ္တောတမဟိတိန္ဒရိယောဒီစိတ်ကိုပိုင်နိုင်သွားပြီးတမာတိတည်ငြိမ်တဲ့တမာတိတွေကောင်းစွာရသွားတဲ့ပုဂ္ဂိုလ်တွေဆိုလိုတာဆံရပြီးတမာတိတရားနဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်သွားတဲ့ပုဂ္ဂိုလ်တွေတဝေထိတတောတိနရောပါဝစတိအဲ့ဒီပုဂ္ဂိုလ်ကြတော့ယတ္တိတဲ့သဘာဝရှိသွားတဲ့ပုဂ္ဂိုလ်တဲ့အနာဂံဖြစ်ပြီးတော့ဗြဟ္မပြေမှာရှက်တန့်သွားတယ်အဲ့ဒီမှာပဲပြိဋိဘံဆံရမယ်ကာမဘုံကိုပြန်မလာတော့ဘူးတန်တရားထဲမှာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုယတ္တိတဲ့သဘာဝရှိတဲ့ပုဂ္ဂိုလ်လို့ပြောတယ်နောက်နံပါတ်၄ပုဂ္ဂိုလ်ကြတော့ပရောပရာယတ္တသမစ္ဆဓမ္မမြင့်မြတ်တဲ့တရားမကောင်းတဲ့တရားဆိုလိုတာကုသိုလ်နဲ့အကုသိုလ်ကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားသိပြီးတော့ဝိတုပိတအထဂတနတ္တန္တိအဲ့ဒီပုဂ္ဂိုလ်ကြတော့ကုသိုလ်ဆိုတာလည်းမရှိတော့ဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်ပယ်လိုက်သည့်အတွက်ကြောင့်ကုသိုလ်ဆိုတာလည်းမရှိတော့ခရိယမတ္တပြုလို့ယုံမြဖြစ်သွားတယ်
အဲ့ဒီဘောကဘယ်လိုဆိုတာတော့ဆိုကုသိုလ်နဲ့အကုသိုလ်ကဆန့်ကျင်ဘက်ကိုပြောတာအကုသိုလ်ကယောဂကုသိုလ်ကဆေးဆိုတာဆိုယောဂရှိနေဆေးလိုနေတယ်ယောဂမရှိတော့ဘူးဆိုဆေးမလိုတော့အဲ့ဒီဘောမျိုးပဲကုသိုလ်ကအကုသိုလ်ဖဲတာအဲ့တော့အကုသိုလ်ရှိနေသေးလို့ရှိရင်ကုသိုလ်ကရှိနေရမယ်အဲ့တော့ပြောတာကုသလနဲ့အကုသလအဖြူနဲ့အမဲလို့ပဲနိုင်ငံတနိုင်ငံမှာတဘုံနေရှိနေစစ်တပ်ရှိနေမှာတဘုံကိုကာကွယ်ဖို့တိုက်ဖို့စစ်တပ်ရှိနေရတဘုံမရှိတော့ဘူးဆိုငြိမ်းချမ်းသွားရင်စစ်တပ်မရှိတော့အဲ့ဒီသဘောမျိုးပဲကုသိုလ်နဲ့အကုသိုလ်အဲ့တော့ယဟနာပုဂ္ဂိုလ်ကြတော့အကုသိုလ်တွေမရှိတော့ဘူးဆိုတော့ကုသိုလ်လည်းသူမှမရှိတော့ဘူးလို့ပြောအဲ့ဒီကုသိုလ်ကိုကရိယာတိုက်ပွဲဝင်ရတဲ့အနေအထားမျိုးမဟုတ်သည့်အတွက်ကြောင့်ကရိယာပြုတ်မှတ်တာပဲရှိတယ်လို့သူတို့ပြောတာအကုသိုလ်ဖယ်တဲ့ဟာမဟုတ်တော့ဘူးသူကဘာပဲယဟနာပုဂ္ဂိုလ်တွေကဌာနကောင်းမှုလုပ်တယ်သူတို့သီလတွေစောင့်တည်တယ်တရားဟောတယ်တရားနာတယ်စသဖြင့်တမန်ပုဂ္ဂိုလ်ဆိုရင်ဒါကုသိုလ်လို့ခေါ်တယ်သူတို့ကြတော့အဲ့ဒါတွေနဲ့အကုသိုလ်ကိုရှင်းစရာအကြောင်းမရှိသည့်အတွက်ကြောင့်ကရိယာလို့ခေါ်လိုက်တာနော်ပြုလုပ်ခြင်းတသက်မြပဲဘာလို့လဲဆိုရဆက်ကိုမထုတ်တော့ဘူးကုသိုလ်အကုသိုလ်ဆိုတာကုသိုလ်ကဆိုးကျိုးကိုဖယ်ဖြစ်စေကုသိုလ်ကဆိုးကျိုးကောင်းကျိုးကိုဖြစ်စေတယ်အကုသိုလ်ကဆိုးကျိုးကိုဖြစ်စေတယ်အဲ့ဒီကောင်းကျိုးဆိုးကျိုးပေးတဲ့တရားမရှိတော့ဘူးလို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီတိဗ္ဗမျိုးဒီဘက်ပြောတာပရောပရယတ္တသမစ္ဆဓမ္မာအသိဉာဏ်နဲ့ထိရောက်ပြီးတော့ကုသိုလ်တရားအကုသိုလ်တရားတွေကိုသူတို့တဏ္ဍာမှာဖြည့်ဆည်းပြလိုက်လို့အကုသိုလ်တရားတွေဖြည့်ဆည်းပြလိုက်လို့ကုသိုလ်တရားတွေကလည်းပဲချုပ်ငြိမ်းသွားကြတယ်မရှိကြတော့ဘူးသဝေမုနိဝုတိတဗြဟ္မစရိယောအဲ့ဒီမြင့်မြတ်ပြီးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာမြတ်သောအကျင့်ကိုလည်းပဲပြီးပြီးဝကျင့်သုံးပြီးတော့ဖြစ်တယ်လောကန္တကုပါရဂတောတိဥစ္စတိအဲ့ဒီပုဂ္ဂိုလ်ကလောကရဲ့အဆုံးကုန်းပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်လို့ပြောအောင်မယ်။ဟာအနေရောမှမရှိတော့ယဟနာဖြစ်သွားလို့ရှိရင်ဒါလောကရဲ့အဆုံးကိုရောက်သွားပြီလို့သူတို့ပြောတယ်။တန်တရားထဲမှာဒုက္ခဆိုတာမရှိတော့ဘူး။နိဗ္ဗာန်တည်းဟူသောကံမောတက်သွားပြီလို့ဒီလိုမြတ်စွာဘုရားကပုဂ္ဂိုလ်ဆင်းလိုက်တန်တရားနဲ့ပတ်သက်ပြီးတော့အခုလို၄မျိုးခွဲခြားပြီးတော့ဟောကြားတာဖြစ်တယ်။အဲ့တော့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားရဲ့ဒေသနာတော်အရဘုန်းကြီးတို့တွေဟာရှေးဆုံးမျောနေတဲ့ပုဂ္ဂိုလ်မဖြစ်အောင်ကိုယ်ကိုကြိုးစားအထောက်ကြကိုယ်ကြိုးစားအထောက်ပြီးတော့ရှေးစံတက်ဖို့ကြိုးစားရမယ်တည်ငြိမ်သွားတဲ့အနေအထားမျိုးရောက်အောင်ကြိုးစားရမယ်လုံးဝတန်တရားရဲ့တစ်ဖက်ကနိဗ္ဗာန်မောရောက်ရှိအောင်ကြိုးစားရမယ်အဲ့လိုကြိုးစားနိုင်မှသာလဲတန်တရားကိုဆင်းဘုရင်နာခြင်းသိခြင်းဆိုတဲ့တန်တရားကိုဆင်းရလွတ်နိုင်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း